ဝိပဿနာကျင့်သူတို့ဤလိုက်နာရမည့်စည်းကမ်းချက်များဘာလဲဦးဇင်းတို့တရားတွေဟောခဲ့တာများပြီဒီတစ်ခါတော့တရားကျင့်တဲ့ပုဂ္ဂိုလ်တွေရဲ့လိုက်နာမယ့်စည်းကမ်းချက်တွေအဲ့ဒါကမြတ်စွာဘုရားဟောတဲ့တရားတော်ပါမြတ်စွာဘုရားဟောတဲ့တရားတွေကိုဦးဇင်းတို့ကကိုးကားပြီးတော့အထောက်ထားနဲ့အတိတ်ဘက်ကိုအခြေချဲ့ပြီးတော့တရားဓမ္မတွေကိုရှင်းမြောက်ရတာဦးဇင်းတို့ရဲ့တောင်းပါပဲသို့တော်လည်းဒီအချက်လက်တွေကိုမသိကြတဲ့အခါကျတော့မြတ်စွာဘုရားရဲ့ပေးတဲ့သာသနာ့အမွေကိုမသိတော့တရားကျင့်ရတာဟာကြောက်တာတွေရောလန့်တာတွေရောပြင်းတာတွေရောညင်းငွေတာတွေရောတော့မအားပါဘူးဆိုပြီးလွယ်လွယ်နဲ့ပယ်ချလိုက်တာတွေရောများပြန်တယ်အဲ့ဒီမှာတခါကျင့်တဲ့ပုဂ္ဂိုလ်တွေကိုကြည့်ပြန်တော့လေတရားဆိုတာဒီလိုပဲဓမ္မအောင်နဲ့သွားထိုင်ခြင်းဘုရားရှင်ရှိခြင်းတဏှာရီလောက်ကျင့်တော်ပြီငါတော့ဒီနေ့တရားကျင့်ရတာတောင်းကြည့်ပြီးငါအပြင်တရားသမားဖြစ်နေပြီရိတ်တာသွားပြန်တော့လေရိတ်တာမှာအခုလိုပဲကျင့်ကြပြန်တော့လေငါတို့အပြင်ရိတ်တာတဲ့တရားကျင့်နေတဲ့တကြောင်ငါတို့ကတကယ်တရားကျင့်တဲ့ပုဂ္ဂိုလ်ငါတို့ကတရားကျင့်တယ်လို့အဲ့လိုသတ်မှတ်ကြပြန်တယ်အဲ့လိုသတ်မှတ်ရင်ရနေပြီးတော့ဦးဇင်းတို့ကအောင်လံသိန်းကိုရိတ်တာတရားစကားမှာကြတော့အောင်လံမျိုးကလူတွေကကြောက်နေကြတယ်ကြောက်နေတယ်ဆိုတဲ့အတွက်ကြောင့်သူတို့တွေကကြောက်နေငါတို့ကခေါ်နေငါကခေါ်နေတာကြက်မကြီးလို့ဖြစ်တယ်ကျုပ်ကခင်ဗျားတို့ရှေးပြောင်ပြောင်အဖွဲကတော့ခတ်ပြောင်ပြောင်ပဲရှေးပြောင်ပြောင်ဆိုရတဲ့ခတ်ပြောင်ပြောင်ပဲသူတို့ကဘဲလေးတွေနဲ့တူတယ်ကြက်မကြီးဥတော့ကြက်ပိုင်ရှင်ကဥလေးတွေထုတ်ပြီးဘဲလေးတွေထည့်ထားတော့ကြက်မကြီးမသိချာအချိန်တန်ပေါက်လာတော့ဘဲဆိုတော့ကုန်းပေါ်မနေဘဲနဲ့ရေထဲဆင်းတော့ကြက်မကြီးကရေနစ်မှကြောက်လို့ကုန်းပေါ်ကနေတကော့ကော့နဲ့သွေးထွက်မတအောခေါ်တာရေတွေကဘဲလေးတွေကကုန်းပေါ်တက်သလားရေထဲပြောနေရတယ်ဟုတ်ပြီကျမကြီးရဲ့မေတ္တာတရားနဲ့အတင်းကုန်းပေါ်ကိုခေါ်တင်နေတာကိုဘဲလေးတွေကသိကြရလားသိပါဘူးဗျာမသိတော့သူတို့ကဘယ်မှာပြောနေလဲအဲ့ဒါဘယ်အဖွဲ့ပါလဲခပ်ပြောင်ပြောင်ဒီဘလောက်ခေါ်မောပြန်ပါအဲ့တော့မေတ္တာတရားတွေနဲ့ကြီးမားပြီးတော့နိမကြောက်လို့ဆိုပြီးတော့တကုတ်ကုတ်နဲ့မယမနာတော့ပါဇက်ကတွေးထွက်အောင်ခေါ်ပေမဲ့ရေတွေကဘဲလေးတွေကတော့ပြောနေကြအဲ့ဒီကြားထဲပြောသေးတယ်ဟဲ့သင်းသွားမကြည့်နဲ့တဲ့အရှင်လက်လက်သတ်နေတာဒီထဲမှာမြန်ပါသေးလားတရားကအောင်နေရှာမတွေ့ဘူးပြောက်ငါတော့တရားပြတယ်သူတို့ကငါတို့အရှင်လက်လက်သတ်နေတာမှန်နေမမှန်ဘူးလားကျုပ်အရှင်လက်လက်မသတ်ဘူးလားမသေးခင်ရှင်တုံးမှာမသေးခင်ရှင်နေတုံးမှာတန်တရားကဆွဲလာတဲ့ဒိဋ္ဌိတို့တဏှာတို့ကိုအရှင်လက်လက်ကြီးမသတ်ဘူးလားဟုတ်တော့ဟုတ်တယ်နည်းနည်းလေးလွဲပါသူတို့ကလူသတ်တယ်ထင်တာလူသတ်တာမဟုတ်ဘူးရှင်နော်အရှင်လက်လက်သတ်တယ်ဆိုတာသိရင်မှသိရင်အစ်စ်ပဲညောအရှင်လက်လက်ကိုเจ้าမဆိုနိုင်ရှိကြည့်နေကြတာအရှင်လက်လက်သတ်နေတာတချို့ကပြောသေးတယ်အိမ်ကယောက်ျားတော်ဒီလောက်မရက်ဆက်ဘူးဒီဖုန်းကြီးကမှအနုနည်းနဲ့ရက်ဆက်တယ်ဆိုတာပါလေဟုတ်လဲဟုတ်တာပဲအလျှော့ပေးလို့ရှိရင်တဏှာနောက်လိုက်ပြီးချောင်းနေကြတာလူဆိုတာအချောင်းမကြိုက်ဘူးလားအကြောင်းကြိုက်တယ်အဲ့ဒါကြောင့်မလို့တရားကျင့်တဲ့ပုဂ္ဂိုလ်တွေရဲ့လိုက်နာရမယ့်စည်းကမ်းချက်တွေကိုမြတ်စွာဘုရားကဟောကြားတယ်မဟောကြားမိမြတ်စွာဘုရားကအမွန်းတင်လိုက်သေးတယ်ငါဘုရားပေးမဲ့တရားဟာတဲ့ကိုယ်ဤဆင်းရဲခြင်းစိတ်ဤဆင်းရဲခြင်းမှလည်းချမ်းသာရရတယ်တဲ့မှတ်ထားနော်ကိုယ်ဤဆင်းရဲခြင်းစိတ်ဤဆင်းရဲခြင်းမှလည်းချမ်းသာရရတယ်တောကပရိဒီဝမိကိုလည်းငြိမ်းအေးတယ်ဘုရားကမပေးမီအမွန်းတင်တာတောကပရိဒီဝမိကိုလည်းငြိမ်းသေးတယ်အရိယာမက်ကိုလည်းရောက်တယ်နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုနိုင်တယ်တဲ့မြတ်စွာဘုရားပေးမဲ့တရားတော်ကြီးကမကောင်းဘူးလားခင်ဗျားတို့ယူပြီးပြီလားမယူသေးဘူးဘာဖြစ်လဲမအားဘူးလို့မြတ်စွာဘုရားကလည်းကြက်မကြီးလိုပဲလေးသိချင်းတဲ့ကဘာတသိန်းအသက်ချွေးသတိပြီးတော့အသက်ကိုချွေးအသက်ကိုသတိတာသူများကသတ်စားခြင်းပါတယ်ဆိုရင်ထည့်ဘူးလိုက်သတ်ခံတယ်နော်မျက်လုံးတစ်လုံးဖောက်ဝေးပါဆိုဖောက်ဝေးတယ်ဘာဖြစ်လို့လုပ်တာလဲအခုလိုတရားနာမဲ့ပုဂ္ဂိုလ်တွေသူတို့သာပါရမီဖြည့်တဲ့အခါမှာ
သာသနာပေါ်တဲ့အခါမှာကြုံတဲ့ပုံကိုယ်တွေအတွက်အခုခင်ဗျားတို့မကြုံကြဘူးလားကြုံနေတယ်တခါဥထုံးမရောမပါဘူးလားပါပါတယ်ဗျာဟုတ်ပြီဥထုံးမတွေလည်းပါတယ်နော်ကံကောင်းလို့သာသနာနဲ့ကြုံတဲ့ထဲမှာပါကြပြီပါတဲ့ပုံကိုယ်တွေကိုယူကြပါစေဆိုပြီးတော့မြတ်စွာဘုရားကအသက်ချွေးတရေပြီးတော့မရင်းဘူးလားရင်းတယ်ရင်းပြီးတော့ရလာတဲ့သာသနာကြီးလည်းပေါ်လာရောမြတ်စွာဘုရားကဘလို့ပေးတယ်အောင်မလို့လဲခြေသားခြေသမီးတို့ငါပေးမဲ့တရားတော်အဖြစ်ကိုဤပင်ပန်းခြင်းစိတ်ပင်ပန်းခြင်းမှလည်းငြိမ်းပါတယ်တဲ့တောကပရိဒီဝါပြီးလည်းငြိမ်းပါတယ်တဲ့နော်အရိယဘက်ကိုလည်းရောက်တယ်နိဗ္ဗာန်ကိုလည်းမျက်မှောက်ပြုနိုင်တယ်လို့အာမခံချက်ကိုရှင်းတန်းတင်လိုက်တယ်အခုတော့ယောဂီတို့တနေ့နော်လှုပ်ရှားနေကြတာစိတ်ထဲမှာငြိမ်းချမ်းမှုရှိကြရဲ့လားကိုဤပင်ပန်းခြင်းစိတ်ပင်ပန်းမှုမှငြိမ်းချမ်းမှုရှိကြရဲ့လားသေသေးချာချာနားထောင်တော့ဘုရားကတော့ငြိမ်းချမ်းခြင်းလို့ငြိမ်းအေးခြင်းလို့တော့ကနေ့စဉ်နဲ့မြဒုက္ခပါပဲလို့ပြောနေတဲ့အခါမှာမိတွေတောကမိတောက်မလာဘူးလားအဲ့တော့လောကမှာမိတွေတောက်ပြီးကိုကြီးပင်ပန်းခြင်းစိတ်ပင်ပန်းခြင်းမိုးလင်းလို့လည်းလင်းမှမသိနော်ထားပြန်ပြီးအေးမောတော့လည်းထားတာလည်းစိတ်ကလည်းပင်ပန်းအေးမောတော့ယုတ်ကလေးတော့လေးနေတဲ့ယုတ်ကြီးနဲ့အတင်းထားသွားလဲယုတ်ကပင်ပန်းနေပူတော့လဲပူတဲ့အခါကျတော့ယုတ်ကြီးကပူလောင်ပြီးတော့ချွေးတွေတရွှဲရွှဲနဲ့ပူလောင်ရုပ်လည်းပင်ပန်းစိတ်လည်းပင်ပန်းနီးမှမသိဝေးမှမသိသွားတဲ့အခါရုပ်လည်းပင်ပန်းစိတ်လည်းပင်ပန်းဒီကနေ့ရန်ကုန်ကိစ္စရှိလို့သွားပြီဆိုတော့မိမိရဲ့တာရီသမီးစီးပွားရေးကြောင့်ရန်ကုန်ကိစ္စရှိလို့သွားပြီဆိုတော့ကားပေါ်စီးပွားတော့ကိုယ်စီးဝမ်းသွားခြင်းတော့ရက်ချင်တိုင်းရက်လို့ရရဲ့လားချောင်းချောင်းကြီးရောစီးရရဲ့လားအဲ့တော့စိတ်ရောရုပ်ရောမစီးရဘူးလားစီးရပြန်တာပဲဒါလည်းမမိဘူးအဲ့တော့နေဘူးမရှောင်မိုးရွာတဲ့သွားတော့လဲမိုးတဲ့တချိုးတရွှဲရွှဲနဲ့နော်လေတဝီတိုက်တဲ့ထဲမှာလဲတာရီသမီးစီးပွားရေးတဲ့သွားတယ်လဲကိုကြီးလည်းပင်မစိတ်လည်းပင်မအဲ့ဒီလိုနဲ့တရားဓမ္မတွေနေ့စဉ်နဲ့မြကိုရောစိတ်ကောပင်မပြီးတော့ဒုက္ခပါပဲဆိုတောကပြီးမိတွေတောက်မနေဘူးလားတယောက်ထဲလားအကုန်လုံးဩမိဘုံကြီးတွေရထဲရွာတဲ့ဘာကြီးတွေလည်းအောင်မြင်လူတွေပုံနေရလားမိတွေပုံနေလားဩမိဘုံကြီးဆိုတာမိစားတွေလောင်စားတွေစုပုံပြီးတောက်နေတဲ့နေရာကြီးကိုမိဘုံလို့ခေါ်တာဟုတ်ပြီလားအခုရွှေပြောင်ပြောင်ဖွဲ့ရဘာဘုံကြီးဖြစ်နေမိဘုံကြီးပါမတို့ကတော့အေးတနခါလေးပန်းနဲ့မိပဲပုံသလားဘာလဲတော့မသိအေးပဲဟုတ်ပြီလားအဲ့တော့တရားကျင့်ရမှာကြတော့ခန္ဓာကိုယ်ကြီးနာမှာကြောက်တယ်လို့ကြောက်ပြီးတော့ကိုယ်အသားလေးနာမယ်ထင်ပြီးကြိုက်တာခိုက်တာနာကြီးမထိုင်နိုင်ပါဘူးဆိုတော့မကြောက်ပါဘူးလားကိုယ်အသားလေးရွှေလူဥနေတဲ့နော်မရွှေနုတို့ရေဟုတ်ပြီလားတရားထိုင်မှာကြောက်တယ်ဆိုတာနာလို့ကြောက်တာမဟုတ်ဘူးလားဒီယုတ်ကြီးကြာတိုင်းနဲ့နာတော့ကြောက်တယ်ဆိုတော့ကိုယ်အသားနာမှာကြောက်တော့ကိုယ်အသားလေးရွှေလူဥထတာကြာနေတာပဲဟုတ်ပြီလားအဲ့တော့တရားထိုင်မှာကြောက်တယ်နာကြီးထိုင်မှာကြောက်တယ်အသားနာမှာကြောက်နေဆိုတာဘယ်ဘွဲ့ဖြစ်သွားလဲရွှေဥတို့ဘွဲ့ရွှေနုတို့ဘွဲ့ဖြစ်သွားတာပဲဟုတ်ပြီလားနုကလေးနော်ကြမ်းမလုပ်ချင်ဘူးတဲ့တရားထိုင်တာကြမ်းနေတဲ့သားစာမရစာကြတော့ကားတိုက်လှေမောက်မိုးချိုးပြလေရင်ပြကြငုတ်ထိုးတို့ဘာပြအဲ့ဒါကြတော့ကြောက်သလားမကြောက်ဘူးအဲ့ဒါကြောင့်ငါမရှိမဖြစ်ဘူးတဲ့ဥပဒေတင်သွင်းတယ်ကိုတင်သွင်းတဲ့ဥပဒေကိုကိုယ့်ဘာကိုလက်ခံပြီးကိုယ့်ဘာကိုဟုတ်တယ်လို့မဆုံးပြဘူးလားကိုယ့်ဘာကိုတရားသူကြီးလဲကိုယ့်ဘာကိုရှင်းနေလို့ကိုယ့်ဘာကိုပြဿနာရှာကိုယ့်ဘာကိုအမှုဖွင့်ကိုယ့်ဘာကိုယုံတင်ပြီးကိုယ့်အမှုကိုယ့်ဘက်ကိုလိုက်ပြီးဆုံးပြကြတော့ဟုတ်တယ်တရားလာခြင်းမှာကြတော့ငါသေရင်နောင်ပေးငါမကျင့်လို့မရဘူးဆိုပြီးတော့ကဲနေခဲ့ဟာငါတော့အကြောင်းသွားပြီးတရားကျင့်မယ်ဆိုပြီးတော့အဲ့ဒီလိုတော့ဆုံးပြရလားမဆုံးပြဘူးတကားလည်းမဆုံးပြဘူးဓမ္မလည်းမဆုံးပြဘူးတကယ်လို့သွားမယ်ဆိုတော့ရှင်ဘယ်လိုဖြစ်မလဲကြောက်ဒီမှာတယောက်တည်းဘယ်လိုလုပ်ပါမလဲတဲ့ဖန်တာတယ်အဲ့ဒါကြတော့အဲ့ဒီတားဆီးချက်ကိုလွယ်နဲ့လက်ခံပြီးဟုတ်တယ်လို့အမိန့်ချရတာကြောင်းလာသေးလားမလာတော့ဘူးဘုန်းကြီးကရွာတဲ့ခဏကြွပါအောင်ဗျာဘယ်နေ့တရားပွဲလာပါအောင်ဗျာတဲ့ခင်ဗျားတို့ကြောင်းလာလို့လားမလာဘူးမနေတော့ဘုန်းကြီးကလာရတာပဲအဲ့ဒါကြောင့်မလို့တရားကျင့်တဲ့ယောဂီတွေရဲ့တရားကျင့်တဲ့အခါမှာပြည့်စုံရမယ့်အင်္ဂါရက်တွေစီကံချက်တွေရှိတယ်အဲ့ဒီမြတ်စွာဘုရားပြီးမဲ့တရားတော်ဟာအလုံးမကိုယ်စိတ်ကိုချမ်းသာတယ်အရိယမကိုရောက်တဲ့သောကပရိဒီဝါမျိုးကိုညီးရင်နဲ့နိဗ္ဗာန်ကိုမျက်မှောက်ပြုနေတယ်အဲ့ဒီနိဗ္ဗာန်ဆိုတာတန်တန်ညီသက်စွာသောယံပရံအကျင့်နိဗ္ဗာန်ဒီအထိရှိ၏တဲ့မေတ္တာသုံးနဲ့ဘုန်းကြီးတွေဆုံးကြီးကိုကြီးကြရင်ရွတ်တာမကြဘူးလားရတာနုဘဝတော်ပေါ့ယတာနုဘဝတော်နဲ့ရွတ်သွားတဲ့ဓမ္မယောဂီတို့အကုန်လုံးကြားဘူးတဲ့အဲ့ဒီဓမ္မအနှစ်တွေပါတယ်ဗျာအဲ့ဒီဓမ္မ
ယန္တတန္တံပရံမိသမစ္ဆာတကောဥစုဇာသုစုဇာတောသသတမုဒ္ဒအနာတိမာနိတန္တုံတကောသသူပရောဇာအပါကိသောဇာတံလောကဝတိတန္တေနရိယောဇာနိဘကောဇာအဘကဘောကုလေသောအနန္နုကိတောနသဂုတ္တမာစရိကိစီယေနာဝိညုပတိဥပဝရေယုံဆိုပြီးတော့အဲ့ဒီလိုဘုန်းကြီးတွေရွတ်သွားတာခင်ဗျားတို့မကြားဘူးလားအဲ့ဒါပါတယ်လေမသိမေတ္တာတော့မေတ္တာတော့တဲ့အဲ့ဒါခင်ဗျားတို့မှတ်တာသာသနာအမွေကြီးတရားကြည့်မဲ့ယောဂီတွေသို့မဟုတ်နိဗ္ဗာန်ကိုမျက်မှောက်ပြုလို့တဲ့ပုဂ္ဂိုလ်တွေကိုနော်ဟောကြားတဲ့တရားတော်ခေါ်တယ်တန်တန်ငြိမ်သက်စွာသောယံပဒံအကျင့်နိဗ္ဗာန်သည်အတ္တိရှိ၏ဟောတန်တန်နဲ့ဆိုတာတန်တန်နာကြားတာဘာမှမသိဘူးတန်တန်ဆိုတာငြိမ်သက်တောကမိတွေဟုံးတောက်မှုမှငြိမ်နေတယ်ပရိဒီဝမိတွေချုပ်နေဒုက္ခဒေါမနတာတွေမရှိတော့ဘူးတဲ့နော်တောကပရိဒီဝဒုက္ခဒေါမနတာဥပယာတာဆိုတဲ့7ပါးမိလွတ်ပြီးတော့ငြိမ်နေတဲ့ဓာတ်ကလေးဆိုတာရှိတယ်တဲ့မရှိဘူးလားခမရတို့မှရှိသလားဘုရားကတော့ပေးဖို့ဆိုလေးသိချင်းတဲ့ကဘာတသိပါရမီဖြည့်ပြီးတော့ကုံယုံပြီးတော့အသက်ကျွေးသတိလာတာရော့ဆိုလဲပေးရောဟင်းနဲ့ပြေးသွားတယ်အဲ့ဒါဘာကြောင့်လဲတော့မသိဘူးနော်အဲ့တော့မှတန်တန်ငြိမ်သက်တယ်ယောဂီတို့ရဲ့အတွင်းတဏ္ဍာမှာကျတော့7ပါးမိတောက်တော့ဒီစိတ်ကလေးကငြိမ်သက်ရဲ့လားကဲယောဂီတို့အခုဦးစင်းနဲ့တရားနာနေတဲ့အချိန်မှာ2မိနစ်လောက်ကလေးစိတ်ကလေးကိုဘယ်မှမတွေးမတော်မစင်ခြင်းမစင်စားမဝေဖန်ဟိုပြေးဒီပြေးဟိုတွေးဒီတွေးမတွေးပဲနဲ့1မိနစ်လောက်ကလေးငြိမ်ပြီးတော့ခဏလေးတော့ပိတ်သလိုစိတ်ကလေးတွေချုပ်ပြီးတော့ရက်နေကြည်သားကဲစိတ်ကလေးတွေရက်ထားကြည်သားဘာမှတွေးတော်မှုမရှိစင်ញင်မှုမရှိစဉ်းစားဝေဖန်မှုမရှိဟိုရောက်ဒီရောက်ဘယ်မှမရောက်ဘဲနဲ့အကုန်လုံးရက်ထားလိုက်စမ်း1မိနစ်လောက်ရက်ကြည်သားရက်လို့ရရလားစိတ်ကလေးတွေးမှုကြံမှုလေးတွေပေါ်နေလားချုပ်နေလားဟိုတွေးသူတွေစိတ်ကလေးတွေရက်လို့ရရလားရလားစဉ်းစားမယ်နော်ဘာမှမတွေးမတော်မကြံသည်မစဉ်းစားမစင်ញင်မသုံးသပ်နော်မမျောမလွင့်ပဲနဲ့စိတ်ကလေးကဘာမှမရှိပဲနဲ့ချုပ်ပြီးရက်နေတာလေးရပါမလားအဲ့ဒါစဉ်းစားမှာအလွန်ကြောက်เสียကောင်းပါလေမှတ်ထားပါအလွန်မှကြောက်เสียကောင်းတယ်အဲ့ဒီစိတ်ကလေးကဆောက်တရားမရဟိုပြေးဒီပြေးဟိုတွေးဒီတွေးဟိုကြံဒီကြံနဲ့ကြံနေတာသေဂန်ဤသုတိစိတ်မှာအဲ့ဒီစိတ်ကလေးကဗယံဗရာဘယိုဘရဲဖြစ်ပြီးတော့ဘယ်ရောက်လို့ဘယ်ပေါက်မှမသိဖမ်းလို့ရရဲ့လားမရဘူးဖမ်းလို့မရတော့ဖမ်းလို့မရတဲ့နွယ်ရွာကြီးကထိမ့်သိလို့မရဘူးတဲ့သူ့ဘာသူတိုးကြင်ဟာတိုးသွားကြင်ဟာသွားနော်ဖြစ်နေတာခွေးကြင်ဟာခွေးဖြစ်နေတော့သိုးသွန်းနေတယ်တဲ့အခုလိုပဲစိတ်ရိုင်းဟာတဏှာထဲမှာငြိမ်ငြိမ်မနေပဲနေတဲ့ဟိုပြေးဒီပြေးဟိုတွေးဒီတွေးဟိုရောက်ဒီရောက်ရောက်ပြီးတော့မျောပြီးလွင့်နေတယ်သေကံကြီးကြတော့လာရဂတိကိုယူတဲ့အခါမှာကိုယူခြင်းဟာယူပြီးတော့ဟိုဘက်ဘဝကိုသွားလို့မရပါဘူးအခုလိုစိတ်ကလေးကဟိုတွေးဒီတွေးဟိုပြေးဒီပြေးပြေးနေရင်နဲ့ပြေးတဲ့အာယုံကိုအကြောင်းခံပြီးတော့အဲ့ဒါဘဝရသွားတာမိမိစိတ်ကလေးကိုအိန္ဒြိယတံဝရသီလဆိုတဲ့အစိုးရအုပ်ချုပ်တဲ့သီလဝရိယတို့ရဲ့အုပ်ချုပ်မှုမရှိခြေတိုင်းမရှိတဲ့နွားဟာဗျံပါရာနဲ့ရှောက်တိုးနေသလိုနော်အိန္ဒြိယတံဝရသီလမရှိတဲ့စိတ်ကလေးကဗျံပါရာနဲ့ရှောက်ပြေးနေတယ်အဲ့လိုပြေးတဲ့စိတ်ကလေးဟာပြေးခြင်းဟာပြေးသွားလို့ဖြားခစုလဲချုပ်သွားတော့ရောက်ခြင်းဟာရောက်သွားတာဒီမှာကတော့အမြနေတာပြောနေတာမရတော့ဘူးဘာဖြစ်လို့လဲဗျံပါရာနဲ့ပြေးသွားတာပြေးသူတဲ့စိတ်ကလေးကရောက်ခြင်းဟာရောက်ပြီးရောက်တဲ့အာရုံနဲ့တွဲပြီးကနေတာဒီခန္ဓာကိုစွန့်ပြီးနောက်ခန္ဓာသွားပေါင်းအဲ့တော့မှတရားဓမ္မတွေအခုလိုတရားမကျင့်မဲနဲ့နော်အခုလိုလွတ်ထားတဲ့နယန်းကြီးလိုစိတ်ကြီးရိုင်းကြီးကရှောက်ပြေးနေတာအဲ့ဒီဗျံမရာနဲ့ထိမ့်မြောင်ပြေးနေတဲ့စိတ်နဲ့သေလို့ရတော့တပိတ်မတော့နဲ့ဘုန်းကြီးပဲရပါမှာအဲ့ဒီရမှာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့အိန္ဒိယသံဝရသီလအရေးကြီးတယ်လို့ခေါ်တယ်အဲ့ဒီစိတ်ကလေးကမငြိမ်သက်တော့ငြိမ်သက်နေတဲ့နိဗ္ဗာန်ဓာတ်ဆိုတာမျက်မှောက်ပြုလို့ရပါမလားမရနိုင်ပါဘူးနိဗ္ဗာန်ဓာတ်သည်တန်တန်ငြိမ်သက်အဘုသောကမီကင်းပြီးတော့မရွေ့မရှားပဲနဲ့နေတယ်သင်အာသင်္ကရတ္တပြုပြင်တဲ့ဓာတ်မရှိဘူးခင်ဗျားတို့ဟိုတွေးဒီတွေးဟိုကြံဒီကြံပြုပြင်မနေဘူးလားအဲ့ဒါကသင်္ကရတ္တနိဗ္ဗာန်သည်အာသင်္ကရတ္တမပြုမပြင်းတဲ့ဓာတ်ဟုတ်ပြီလားအာနိမိတ်တာတဲ့ခင်ဗျားတို့မှာသားနမိတ်သမီးနမိတ်စီးပွားနမိတ်အိုးနမိတ်အပေါင်းအသင်းနမိတ်အဲ့လိုအားဖြင့်အာယုန်နမိတ်တွေနဲ့ပေါင်းနေတယ်နိဗ္ဗာန်ကအာနိမိတ်တာတဲ့ဟောစဉ်းစားအဲ့ဒီနမိတ်နဲ့ပေါင်းနေလို့ရှိရင်ထိုနမိတ်ရဲ့ဒုက္ခအာရုံနဲ့တွေ့လို့ရှိရင်လောဘမကြည်နပ်တဲ့အာရုံနဲ့တွေ့ရင်ဒေါသမနာလိုရင်မာနဆိုတော့စိတ်မှာဘာတက်သွားပြီလဲအာဟုသို့တက်သွားပြီဘာတက်သွားပြီလဲ
ဘာဖြစ်လို့တက်တာလဲမငြိမ်သက်လို့လိုက်ပေါင်းလိုက်တွေးထီအာယုန်နဲ့လိုက်ပေါင်းနေတော့ပေါင်းတဲ့အာယုန်နဲ့ဆက်ဆံရတယ်ဆက်ဆံတဲ့အခါကျကောင်းရတဲ့နဲ့တွေ့ရင်ဝမ်းမြောက်လိုက်တာဝမ်းသာလိုက်တာလူကျင်လိုက်တာငါမရတယ်ငါမရှိတယ်ဒါတွေပြက်မှကြောက်တယ်သောကပရိဒီဝါမီရောက်တယ်ဆန်းကျင်ပဲအောင်နဲ့တွေ့လို့ရှိရင်တနှုံနှုံဆင်းရပြန်တယ်အဲ့အတွက်ကြောင့်ဒီစိတ်ကလေးကမငြိမ်သက်ဘူးတဲ့အဲ့တော့နိဗ္ဗာန်ဆိုတာကငြိမ်သက်တယ်ဆိုတာတတ်တာမဟုတ်ဘူးအဲ့ဒီအာယုံ၅ပါးနဲ့ဆက်ဆံတဲ့စိတ်တွေကိုအာယုံမှာအာသဝတွေယူစည်းနေတာကိုစွန့်လွတ်လိုက်တာခြုံငိမ့်သွားတာအဲ့အတွက်ကြောင့်မလုံမရှားတော့ဘဲနဲ့ငြိမ်သက်သွားတာပိညာဘောမှာတင်ထားတဲ့ရည်စက်ကလေးလိုမလုံမရှက်နဲ့ကြည်လင်အေးမြပြီးတန့်ရှင်းနေတယ်အဲ့ဒါကနိဗ္ဗာန်တယောဂီတို့ရဲ့စိတ်မှာကြတော့ပြေလွာပြန့်လူပြီးတော့ရောက်ရအောင်နဲ့လောဘဒေါသတွေနဲ့ပေါင်းပြီးတော့သောကပရိဒီဝါမီတောင်းမနေဘူးလားတောင်းနေကြတယ်အဲ့ဒီလိုပဲသေသွားတဲ့အချိန်မှာသုတိစိတ်ကြတဲ့အခါကျတော့ဖမ်းမရသိမ့်မရတဲ့ဒီစိတ်ဒီအဲ့ဒီလောဘအာယုံလောဘနိယနဲ့တွဲသွားလို့ရှိရင်ပိဋ္ဌာအာယုံဒေါသနဲ့ဆက်ဆံလို့ရှိရင်ငရဲပြေဆိုပြီးတော့တန်းရောက်သွားတာအဲ့ဒါကြောင့်မလို့အရိယာသူတော်ကောင်းတွေကကြောက်ကြတယ်သထေးကြီးမဖြစ်ရင်နေပါသည်အရာရှိကြော်ကြီးမဖြစ်နေပါသည်သမရာကြီးမဖြစ်ရင်နေပါသည်နိုင်ငံကျော်ကြီးမဖြစ်နေပါသည်ဒီစိတ်ကလေးကိုလုံလုံခြုံခြုံနဲ့အာယုံကာမဂုဏ်နဲ့မဆက်ဆံပဲနဲ့တဏှာမှာသိသိထားနိုင်ရင်တော်ပါပြီဟုတ်ပြီလားခင်ဗျားတို့လောကမှာဘလောက်ချမ်းသာဘလောက်ပဲအာနာကြီးဘုံကြီးအာယုံကာမဂုဏ်မှာဆက်ဆံပြီးမထိမ့်သိမ့်တဲ့ပုဂ္ဂိုလ်ဒီမသေးခင်တာတထေးပဲတကြွယ်ကြီးပဲသမရကြီးပဲလို့ရေတွက်ပြီးတစိတ်ကြီးခတ်နေပြီနဲ့သေတဲ့အခါကျတော့ဗယံပရာဖြစ်တော့ဟိုဘက်ကျတော့ငရေလိမ့်ဆံပိတ်တာကျတော့တစိတ်လက်ခတ်လို့ရသေးလားသမရကြီးဘယင်ကြီးဆိုရှိသေးလားမရှိတော့ဘူးနော်ခဏတာလေးပါဟုတ်ပြီလားခဏတာတဘောတာမရမဲ့စိတ်ကလေးကိုသာသနာနဲ့ကြုံပါလဲနဲ့ကြိုတင်ပြီးတော့ချိုးတင်ချီနှောင်သိမ့်သိမ့်ထားမှုမရှိဘူးပရိဥ္ထားမှုမရှိဘူးဆိုရင်သေမဗယံပရာနဲ့ထွက်ခရရင်လောကသာသနာနဲ့ကြုံရကျိုးဆုံးရှုံးပြီဟိုဘက်တန်ត្រာဝေဩဃထဲမှာဘယ်လိုရောက်လို့ဘယ်ပေါက်မှမသိတဲ့ဘဝတွေကိုရောက်သွားပြီအဲ့ဒါကြောင့်မလို့တန်တန်ငြိမ်သက်တဲ့ယံပရံအကျဉ်နိဗ္ဗာန်သည်အတ္တိရှိ၏တဲ့ယောဂီတို့မြတ်စွာဘုရားကငြိမ်သက်နေတဲ့ဓာတ်နိဗ္ဗာန်ချမ်းသာရှိပါတယ်တဲ့အဋ္ဌိပစ္စည်းနဲ့ပြထားတယ်ငြိမ်သက်နေတဲ့ဓာတ်ကငြိမ်နေတာကိုမငြိမ်မဲနဲ့ပြေးလွှားနေတော့အောင်ပြုလို့ရပါမလားအဲ့လိုဆိုမငြိမ်သက်တဲ့ပြေးလွှားနေတဲ့စိတ်တွေကိုမသိခင်ကကြိုတင်ထိမ့်သိမ့်နော်တတိငါဝိခာမနသမုတ်စေတာအားဖြင့်ထိမ့်သိမ့်ပြီးတော့ကမ္မထမ်းဆိုတဲ့အာယုံတစ်ခုမှစိတ်ကလေးကိုချီနှောင်ပြီးတော့ကိလေသာနဲ့လွတ်ကင်းတဲ့နေရာမှာသိမ့်စီပြီးစင်ကြယ်တဲ့စိတ်ကလေးနဲ့မဲ့အင်္ဂါတွေနဲ့ပေါင်းပြီးတော့ပြေးလွှားအောင်ရုန်းကန်လုပ်နေတဲ့လောဘဒေါသကိုပယ်သတ်လိုက်မယ်ဆိုဒီစိတ်ကလေးကငြိမ်သက်မသွားဘူးလားအဲ့ဒီလိုမလုပ်ဘဲနဲ့ဒီတိုင်းဒီလိုပြီးပါမလားပြီးတာကတော့ပြီးတာပေါ့ဗျာနော်ဘလို့ပဲဖြစ်ဖြစ်စားဖို့ပါပဲနေဖို့ပါပဲဝတ်ဖို့ပါပဲနော်ဒီယုတ်ကြီးရေချိုးဖို့ပါပဲဒီမသားကြီးနဲ့ယင်းလာကနဲ့ပြီးဒီမသားလာကပေးခိုင်းပြီးတော့ကိုမသားရတဲ့လာကနဲ့ကိုမသားပြန်ကျွေးကိုမသားကနှိမ့်ဆိုင်ကိုမသားကိုပြန်ယူရမသားတတ်တော့လဲသေးတာပေါ့ပြီးတာပေါ့ဒါပဲရတယ်ဘာထူးသေးလဲထူးသလားဒါပဲနဲ့ထူးတာကတော့ဒီစိတ်ကလေးဟာဒီဘဝသုတိစိတ်ချိုးပြီးတော့ဗယံပရာနဲ့လွန့်ထွက်ပြီးရောက်ရဘုံနောက်တစ်ခုနောက်ဘဝရုပ်ကိုပြန်ပြီးတော့အိုနာတိဒုက္ခကြီးကိုပြန်ဖွဲ့ပြန်ပြီဘာဖြစ်လို့လဲမထိမ့်သိမ့်နိုင်လို့ပြေးလွှားနေတဲ့စိတ်ကလေးကိုမထိမ့်သိမ့်နိုင်တော့နောက်တစ်ခါပြန်မဆောက်ဘူးလားအဲ့တော့တရားဓမ္မတွေမြတ်စွာဘုရားကငြိမ်သက်တဲ့ဓာတ်ကိုရောက်အောင်ကြိုးစားကြပါတဲ့ငြိမ်သက်တဲ့နိဗ္ဗာန်ဆိုတာရှိပါတယ်တဲ့အဲ့လိုရှိပါတယ်ပြောတာနားမှာကြားနေပြီနဲ့ခမရတို့အောင်ပြုနိုင်ရဲ့လားမပြုနိုင်ဘူးနော်အဲ့ဒါကိုကြာနာနာခေါင်းထဲကိုသေးသေးချာချာထည့်စဉ်းစားဟောပြီနော်မြတ်စွာဘုရားအသက်ချွေးသေးပြီးလေးသိချင်းနဲ့ကာဝရသိန်းရင်းပြီးတော့ငါတို့ကိုငြိမ်သက်တဲ့နိဗ္ဗာန်ကိုပို့ဆောင်တဲ့ပိဋကကြီးသာသနာတော်ကြီးဖော်ထုတ်နေပါလျက်နဲ့တပိသံဃာတွေကလည်းအလကားကျွေးပြီးအလကားပေးနေပါလျက်နဲ့ဒုဒ္ဒတွေဒီမငြိမ်သက်တဲ့အောင်ကာမဂုဏ်မှာမျောနေပြီဆိုရင်သေတော့မသေခင်လဲမျောနေတယ်သေတော့လဲမျောသွားတယ်တချို့မျောနေတယ်မျောနေဆိုအဲ့ဒါကိုပြောတာနော်မျောသွားတယ်မျောသွားပြီဆိုတဲ့အမှာတပိတော့မနေတော့မရတော့ဘူးအဲ့ဒီကနေအခုလဲမျောတယ်နောက်လဲမျောတယ်သန္တရာရင်ကျော်မှာမျောနေတာဘယ်ဘုရားနဲ့တွေ့တယ်ငါတို့ဒီကောင်းကမ်းမော်တောင်မော်မရောက်ပါလားမျောပြီးတော့ပဲနေရတဲ့ဘဝတွေကြာလာပါပြီနော်ဂင်းကဝါလို့တဲစုမကပွင့်နေကြီးဘုရားတော်ရေတွက်လို့မရတော့ဘူးဆိုငါတို့တွေအခုကျဒီအိုတုံးနာတုံးသေတုံးဖြစ်နေပြီအဲ့ဒါဘာဖြစ်လို့လဲဒီစိတ်ကလေးကိုမချီနှောင်လို့ဟုတ်ပြီလားအာယုန်နဲ့မခွာလို့အာယုန်ကိုမစွန့်လို့အာယုန်နဲ့မပယ်တတ်လို့ဒီလိုပဲနေကြတော့မှာလားကဲဥစဉ်မေးပြီရွှေပြောင်ပိဋကကြီးကိုကဲဒီလိုပဲမျောပြီးတော့ပဲနေကြတော့မလားခင်ဗျားတို့ကမမြင်ရလို့ပိဋကတွေဒီလိုပဲအပြုံလိုက်ကြီးပဲအဲ့တော့မှ
တန်တန်ညီသက်စွာသောယံပရံခြင်းနိဗ္ဗာန်သည်အတ္တိရှိတံပရံထိုနိဗ္ဗာန်ကိုအဘိသမင်္စဉာဏ်ဖြင့်မျက်မှောက်ပြုလိုသောသူသည်ကရဏီယကျင့်ရမည်ဟောပါတယ်လေမသိဘူးခင်ဗျားတို့မကျင့်ဘူးလေဟုတ်ပြီလားကျင့်တော့လဲဂျိုးပြီးအားဂျိုးပြီးနံပြီးအာသာပြီးပဲတဏှာဤတော်ပြီးတဏှာဤတော်နာယက်တရားရတာမဟုတ်ပဲတရားရအောင်ကျင့်မှတရားရတာငါတို့ဒီနေ့ကအဲ့ဒါပါလေအာစိဏကံဆိုပြီးလာထိုင်နေကောင်းတော့ကောင်းတယ်အိမ်မာနေတဲ့ဆိုတော့နည်းနည်းတော့တိုးတက်သွားတယ်သို့တော်လည်းအာစိဏကံနဲ့တင်သာသနာတော်ကြီးကရပ်သွားပြီနော်အရိယာမတ်ကိုမရောက်ဘဲနဲ့အာစိဏကံနဲ့ဂျိုးပြီးနာမည်နဲ့ဘဝဒါပဲရှိတော့တယ်သာသနာတလောက်ပဲအသုံးချကြတော့တယ်အာစိဏကံလောက်ပဲအသုံးချတော့တယ်အဲ့ဒီတော့မှတံပရံထုံနိဗ္ဗာန်ကိုအဘိသမင်းစတကယ်မျက်မှောက်ပြုလို့တဲ့ပုဂ္ဂိုလ်သည်တဲ့ကရဏီယကျင့်ရမယ်တဲ့တရားမကျင့်လို့ရပါမလားအခုကလာသေးတယ်တရားကျင့်စရာမလိုပါဘူးကွာတဲ့365ရက်နာသောတာပန်ဖြစ်တယ်ဟောသာသနာဖြစ်နည်းတစ်မျိုးလာပြန်ပြီဟောပြီနော်သာသနာဖြစ်နည်းတစ်မျိုးလာပြန်တယ်အဲ့တော့365ရက်ကဒူးထောက်လိုက်အရာမောက်လိုက်ဇက်လေးတောက်လိုက်ကိုညာတောက်လိုက်လက်ဖေးတောက်လိုက်ကိုညာလေးစားလိုက်လက်ဘက်တုပ်လေးစားလိုက်သားကြောင့်သမီးကြောင့်တွေ့လိုက်တရားလေးနာလေးသောတာပန်ဖြစ်မလားအခုတော့အဲ့လိုဖြစ်ပါတယ်ဆိုတော့အဲ့ဒီလို365ရက်နာတဲ့သာသနာကထွက်လာပြီဘုရားလက်ထဲမှာမပါဟုတ်ပြီလား365ရက်နာသောတာပန်ဖြစ်တယ်ဆိုပြီးဘုရားဟောရတာမပါဘူးဘုရားသောတာပန်ဖြစ်တဲ့ဇာကိန်းကြီးရှိအခုတော့နာဖို့တာအရေးကြီးတယ်ကျင့်ဖို့မလို့တဲ့ဟောလာပြီသာသနာရတဲ့နည်းနဲ့ဖြစ်ပြီမြတ်စွာဘုရားကတော့ဘာလုပ်ရမလဲလဲကျင့်ရမယ်မှတ်ပြီနော်အဲ့တော့နံပါတ်1ဘယ်လိုကျင့်ရမလဲတဲ့နံပါတ်1လာပြီသက်ကောတဲ့ယောဂီတို့သက်ကောဆိုတာသိလားဘာသိဘူးခင်ဗျားတို့ဘာမှမသိဘူးသက်ကောဆိုတာအသက်နဲ့ခန္ဓာကိုယ်မကွဲကွက်ဖဲနဲ့ကြည်ရဲသည်လဲအတ္တဖြစ်ရ၏တဲ့ဗါတဲ့လေအသက်နဲ့ခန္ဓာကိုယ်မငဲ့ကွက်ပဲကြည်ရဲသည်လဲဖြစ်ရမှာထားတော့နံပါတ်1အသက်နဲ့ခန္ဓာကိုယ်မငဲ့ကွက်ရဘူးတဲ့အခုကတော့ဟဲ့တိုင်းသွားမကြည့်နဲ့နားတယ်ကြားတယ်ဘယ်ဖြစ်နိုင်မလဲကျိုးကုန်မှာဘယ်တလောက်ကျမ်းသာကြီးဘယ်ဖြစ်ပါမလဲနဲ့ဘာဖြစ်လို့လဲအောင်လံမျိုးထဲမှာနော်အောင်လံမျိုးထဲမှာပြောနေရတိုင်းသွားအမလေးအသက်ကျွဲခတ်တာကြာနေတာပဲဟုတ်လားယောက်ျားခိုင်းတာကြောင့်နေမလားညလားမသိသွားတာပဲအဲ့ဒါတရားဓမ္မတွေစဉ်းစားကြည့်အသက်နဲ့ခန္ဓာကိုမငဲ့ကွက်ပဲကျင့်ရဲသည်လေအာသာဖြစ်ရည်အဲ့ဒါကိုအတိတ်ပဲဖွင့်ရမယ်မြတ်စွာဘုရားရှင်လက်ထက်ကဂေါတိကမထေဆိုတဲ့နော်ယဟန်တစ်ပါးရှိတယ်မြတ်စွာဘုရားထံမှာကမ္မထံတော်ပြီးတော်ရဲသွားတရားချင်းတော်ထဲမှာတရားချင်းလိုက်တာသူကဝိမောက္ခ8ပါးဆိုတာဇန်သမာပ8ပါးအဲ့ဒါလောကီဇန်နေပဲရှိသေးတယ်လောကုတ္တရာဆိုတဲ့ဝိပဿနာနဲ့မရောက်သေးဘူးလောကီသမန်ဇန်သမာပ8ပါးမှာသူကသမဘာ8ပါးရတဲ့ဘက်ကအဘိညာဉ်6ပါးပါရလာတဲ့ကြောင့်သူကအဘိညာဉ်နဲ့သမဘာနဲ့ပျော်ပါပြီးတော့နေနေတာဝိပဿနာဉာဏ်ဘက်ကိုမကူဘူးတနေ့ကျတော့သူကအသေးအံဖျားတယ်အသေးအံဖျားတော့မှသူ့ကိုယ်သူကြည့်လိုက်တော့ဟာငါခန္ဓာကိုယ်ကတော်တော်လေးအာရင်ချိနေပြီးတော့နေပါလားငါသည်ဒီယောဂါမှမလွန်မြောက်နိုင်တော့ဘူးတဲ့သူ့ကိုယ်သူသိသွားပြီသူ့ကိုယ်သူသိသွားပြီငါဒီယောဂါမှမလွန်မြောက်နိုင်တော့ဘူးအဲ့တော့ငါဝိပဿနာဉာဏ်ရောက်အောင်ငါအောင်ပြုဖို့တဲ့ငါတမာပအဆုံးကိုငါဝင်စားမယ်ဆိုပြီးဝင်စားတာလျှော့ကြပါတယ်အဲ့ဒီနဲ့သရုဒ္ဓအကျင့်ဆိုတဲ့6ကြိမ်တိုင်သူ့ရဲ့တမာပကိုဝင်စားတာသူ့ရဲ့တမာပရဲ့တမာတိကိုမရောက်ဘဲနဲ့လျှော့ကြသွားတယ်တဲ့နော်လျှော့ကြသွားတဲ့အခါကျတော့ရှင်ဂေါတိကမထေရဩငါဖယားနဲ့လည်းကြုံတယ်သာသနာပေါ်မှာငါယဟန်ပစင်းဝစ်ပြီးတော့ဘုရားရဲ့ကျင့်တဲ့ဤကျင့်စဉ်ဤလမ်းတွေကိုငါယူပြီးတော့ကိရိတာခွာတဲ့ဇံချမ်းသာနဲ့ငါပျော်ပါပြီးတောင်းတင်နေပါရောလားငါအခုတိုင်းသိမယ်ဆိုရင်ငါပုထုဇဉ်ဘဝဖြစ်တဲ့အတွက်ကြောင့်သိရင်ငါရဲ့ဂတိခါမသေးကြဘူးတဲ့ဂတိကိုကြောက်တယ်တဲ့ဟောဘာကိုကြောက်တာလဲဂတိဆိုတာဘာလဲလာယာယောဂီတို့ဂတိဆိုတာဘာလဲဒီဘဝကနေပြီးတော့နောင်ဘဝကိုသွားဖို့ဟုတ်လားလားရလို့ခေါ်တယ်ဟိုရောက်တယောက်ဘယ်ဘဝကိုသွားရမယ်သွားရလဲခေါ်တယ်လားရလဲခေါ်တယ်ဟုတ်ပြီလားပုရုဇဉ်ဘဝဆိုတာဘယ်လိုမှပြောလို့မတတ်ဘူးတဲ့ထမ်းမိန်ဘဝနေပြီးတော့ထမ်းငိုင်နှကိုင်ကိုခုတ်ချလိုက်မယ်ဆိုရင်ထမ်းသီးတွေကအချောချောမောမောရပါမလားပေါက်ကွဲပြီးလင်းထွက်ပြီးတော့ဘယ်အလုံးဘယ်ရောက်မယ်လို့တွက်လို့ရပါမလားအဲ့လိုတွက်လို့မရဘူးနဲ့ကြမ်းကြမ်းတန်းတန်းနဲ့ဘယုံမတာပြီးကွာ
ပြေးလွတ်ပြီးလွတ်ထွက်ပြီးပေါက်ကွဲပြီးတော့ဖြစ်နေတတ်တယ်တဲ့အခုလဲပုရုဇဉ်တို့ရဲ့သေနည်းဟာအဲ့ဒီလိုပဲတဲ့ဗယံပရာနဲ့ဘယ်ရောက်လို့ဘယ်ပေါက်မှမသိဘူးတဲ့ပုထုဇဉ်ဘဝနဲ့ငါဂရိလာရကမမှန်တဲ့အတွက်ကြောင့်ငါဂရိလာရကိုကြောက်တယ်တဲ့ငါဒီလိုကျင့်လို့ဒီလိုနေလို့တော့မဖြစ်တော့ဘူးတဲ့ငါဇန်တမာပတ်နဲ့ပျော်ပါပြီးနေခဲ့တဲ့အချိန်ကြီးငါဖြုံးမဲ့တယ်တဲ့အဲ့တော့ငါဘာလုပ်ရမလဲတဲ့သူကိုယ်သူဒီတမာသမာဓိကိုရောက်အောင်ဘလို့ငါကုတ်တက်ရမလဲလို့သူကိုယ်သူအကြံဉာဏ်ရှာတယ်အကြံဉာဏ်ရှာပြီးတော့သူကအကြံရတယ်ရတဲ့အကြံဉာဏ်သင်္နှုံသားသွေးလိုက်တယ်သင်္နှုံသားလည်းသွေးလဲပြီးတော့သလွန်ညောင်သောပုံမှာတက်ပြီးတော့သူ့ရဲ့တမာပတ်ကိုဝင်စားတာတမာပတ်ရောက်ခံဒီလဲကြတော့သူ့ရဲ့လေပင်ကိုသင်္နှုံသားနဲ့ဖြတ်လိုက်ပြီလေချောင်းကိုဖြတ်လိုက်ပြီတက္ကဓမ္မတွေသင်္နှုံသားနဲ့လေချောင်းကိုဖြတ်တာဘာလို့တာလဲဘာဖြစ်လို့ဖြတ်တာလဲဟောမသိဘူးခမရတို့ဒီမှာကြောက်နေသင်ရင်သွားမကြည့်နဲ့သနေပြီဟုတ်တယ်လေဒိဋ္ဌိတတဏှာသသသင်္နှုံသားနဲ့သတ်တော့ဘာဖြစ်လို့တတ်တာလဲဆိုကိုအားပေးတာဘာလို့တာလဲကိုအားပေးတာမိဘတွေကသားသမီးတွေစာမကြက်ဘူးမတော်ဘူးဆိုရင်မင်းတို့တော့အရိုက်ခံရမယ်နော်မကြိမ်မအောင်လားဘာလို့တာလဲသားသမီးကိုလှမ်းလာလားကောင်းစေခြင်းလို့လားအခုလည်းဒီလိုပဲသူ့ကိုယ်သူကောင်းစေခြင်းလို့သူ့ကိုယ်သူဒီတစ်ခါတမာပေါက်လေပင်ကိုဖြတ်ချလိုက်တဲ့ကြောင့်နောက်တစ်ဖန်ငါပြန်ကြိုးစားလို့မရတော့ဘူးတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ဘရင်တောင်ဖောင်ဖြစ်တာပေါ့ဘရင်တောင်မင်းတရားကြီးကနောင်နောင်ရွတ်တိုက်ပွဲသွားပြီးတော့ဆင်နွှဲတဲ့အခါကျတော့အယောက်ဒီမြစ်တစ်ဖက်ကလည်းကူးလဲပြီးတော့ဖောင်တွေကိုဖျက်ခိုင်းတယ်ကျန်တဲ့စစ်သူကြီးတွေကမှန်လားပါဒီဖောင်တွေမရှိလို့ကျွန်တော်တို့မတော်လို့မြတ်စစ်ချုံလာခဲ့သည်ဟိုဘက်ကပြေးစရာမရှိအကုန်သေးကုန်ပါတဲ့အဲ့ဒါကြောင့်မလို့ငါဖျက်ခိုင်းတာတဲ့မင်းတို့ကရှေ့မှာစစ်တာတိုက်နေနောက်မှာငါတို့ပြေးဖောင်ရှိတယ်ဆိုပြီးတွက်နေစစ်ကိုကောင်းကောင်းတိုက်ပါမဟုတ်ဘူးတဲ့အဲ့တော့နောက်ကဖောင်မရှိမှမင်းတို့စစ်ကိုရဲဝန်းတိုက်မှာတဲ့ရက်ဆက်တာလားအားစေးတင်တာလားနောက်ကြောင်းဖောင်ရှိတယ်ဆိုလို့ရှိရင်ရှေ့မှာလျှော့ပြီးတိုက်တော့စစ်အောင်ပါမလားသူတော်ကောင်းစွမ်းအားရှိတဲ့ပုဂ္ဂိုလ်တွေအောင်မြင်ကြောင်းလိုချင်တဲ့ပုဂ္ဂိုလ်တွေကဒီလိုမွေးရတယ်အခုလဲရှင်ဂေါတိကမထေရလေပင်ကိုဖြတ်လိုက်တော့နောက်တစ်ခါအသက်သေးသွားတဲ့ကြောင့်နောက်တစ်ခါပြန်ကြိုးစားလို့အချိန်ရသေးလားအဲ့တော့မှ तू ကဖောင်ပြက်သလိုဒီတစ်ခါမရတော့ဘူးနောက်တစ်ခါကြည့်ဖို့ငါအချိန်မရဘူးဒီတစ်ခါငါမရအောင်ကုတ်ကက်တက်မယ်ဆိုပြီးတော့သူ့ကိုယ်သူကုတ်ကက်တက်ခြင်းနဲ့အတင်းတွယ်ကတ်တက်ခြင်းနဲ့သမာဓိကိုတက်ခြင်းနဲ့စိတ်တည်ဖြစ်လာအောင်လို့သူ့ကိုယ်သူချီးမြှောက်တဲ့အနေနဲ့လေပင်ကိုသင်္နှုံသားနဲ့ဖြတ်လိုက်တာရှီပြောင်ပြောင်ကအဖွဲတွေအဲ့လိုဖြတ်ရဲပါမလားဖြတ်ရဲပြီသွားပြီရှုံးပြီခင်ဗျာနော်အလျှော့သမားအရှုံးသမားအဖွဲကများတယ်ရှင်ဂေါတိကမထေရရောဘာသာထူထားလို့လဲဒီသွေးနဲ့ဒီသားနဲ့ပဲမဟုတ်ဘူးလားခင်ဗျားတို့လည်းဒီသွေးဒီသားဒီယုတ်ဒီနာမဲမဟုတ်ဘူးလားအဲ့လိုဆိုရင်ဘာတွေကွာသွားတာလဲနောင်ဘဝဂရိတွေကိုကြောက်တာဘာတွေကွာသွားတာလဲကဲအခုခင်ဗျားတို့ယောဂီတို့အခုဒီမှာတရားနာကြတယ်ခင်ဗျားတို့နောက်ဘနတ်ပြည်သွားမှာသေချာလို့ဒူးနံပြီးတော့ကိုရီးယားကကြည့်နေရလားကဲသားသာသမီးသာရှားနေတာငါတို့ကတော့နောင်ကြီးကတော့အေးပြီဒီတဘွားသိလို့ချင်းနောက်ဘွားကတာဝရိန်သာတက်ရမှာတုတ်တီတာတက်ရမှာနတ်သမီးနဲ့နတ်သီးဆိုင်ခံစားမှာမလို့သေချာနေပြီဆိုပြီးတော့ဒီဘွားမှာမေ့လျော့ပြီးပေါ့ဆဆနဲ့ပျော်ပြီးနေကြတာလားအဲ့လိုအာမခံချက်ရှိလားအဲ့ဒီလိုကြတော့လေအာမခံချက်မရှိဘူးတဲ့အာမခံချက်မရှိတော့အိန္ဒြိယသံဃာသီလမရှိဘူးကိလေသာနဲ့တဏှာကိုမတတ်ထားဘူးဆိုရင်ယောဂီတို့စိတ်ကဗျံပရာနဲ့လွင့်မနေဘူးလားလွင့်နေပြီဆိုသေပြီးဟိုဘက်ဘယ်လိုလုပ်မလဲကဲလူပြည်ရောက်နိုင်ပါမလားနတ်ပြည်ဆိုတော့လဲဝေရောဆိုဘယ်သွားမလဲအပယ်လေးပါးကိုသွားရတဲ့တတ္တိရှိသလားမရှိဘူးဆိုရင်ဘယ်လိုလုပ်ရမလဲသေးကြည်ဒီတဘွားမရအောင်ကိုကုတ်ခဲပြီးတော့ကိုတရားကျင့်ရဟုတ်ပြီလားရှင်ဂေါတိကမထေရတော်မှလေပင်ကိုဓာတ်နဲ့ဖြတ်ပြီးတော့ကျင့်သွားတယ်အဲ့တော့အဲ့ဒီအချိန်မှာမာနကမြတ်စွာဘုရားကိုသွားလျှောက်တယ်အရှင်ဘုရားရဲ့သားတော်ဂေါတိကမထေရအကျင့်မှားနေပါပြီဗျာသွားတာပေးပါဦးဗျာမြတ်စွာဘုရားဟဲ့မာနတဲ့အဲ့ဒါနင်းအရာမဟုတ်ဘူးတဲ့ငါသားတော်ရဲ့အရာတဲ့ဖယားပြေးတာသလားဖယားဟဲ့ဂေါတိကမင်းကျင့်တာအတ္တကိလမထာနိယောဂကြီးဖြစ်နေလို့မင်းအကျင့်မှားနေပြီဆိုပြီးဖယားကတားသလားဘာဖြစ်လို့လဲမဲ့နဲ့အသက်နဲ့လဲတာမို့လို့ပါဟုတ်ပြီလား
မဲ့ဖို့ချမ်းသာကိုအသက်နဲ့လဲပြီးယူမသွားဘူးလားခမရတို့ကမယူရဲဘူးလားကဲယူရဲရင်တခါတည်းခေါ်သွားမှကျောင်းမှာ10 နာရီထိုင်နေကြတယ်ဟုတ်ပြီနော်ဒါဖြင့်ဂေါတိကမထေရနောင်ဘဝဒီဘဝမှာသူအရိယာမတ်ကိုမကူဘူးဆိုနောင်ဘဝခန္ဓာတွေရရင်သူပဲပြန်မဆင်းရဲဘူးလားသူပြန်ဆင်းရဲမှကြောက်လို့ဟုတ်ပြီလားသူပြန်ဆင်းရဲမှကြောက်တော့ကိုယ်ဆင်းရဲခြင်းမှလွတ်ချင်သူများအကယ်ဆောက်အောင်မလားကိုယ့်အကိုကယ်ရမှာလားပရိထားမယ်နော်ဘဒူဝါမှလာပြီးအုံဘွားဆိုပြီးလာမကယ်ဘူးဘိုးတော်ကညာစားမဲ့ဘိုးတော်လာလုံးမှာတကယ်ဘိုးတော်ဘလောက်ပွဲထိုးထိုးလာမကြည့်ဘူးဘိုးဘုံအောင်ကြွပါဘုံမင်းအောင်ကြွပါဆိုအကောင်လာကြီးလာတာတွေ့လားမတွေ့ဘူးဓာတ်စည်းတယ်ဘယ်ဓာတ်ကဘယ်လိုစည်းတယ်တော့မသိပြောတော့ပြောတာပဲဘာမှလည်းမမြင်ရဘူးအဲ့ဒါကြောင့်မလို့တို့ဓမ္မတွေမြတ်စွာဘုရားကအသက်နဲ့ခန္ဓာကိုယ်မငဲ့ကွယ်ပဲကျင့်ရတယ်ဆိုတဲ့အတ္တဖြစ်ရည်ဆိုတဲ့ပုဂ္ဂပေါ်မလာဘူးလားဟောသက်ကောဆိုတဲ့ပုဂ္ဂလေဟောပြီလားအသက်နဲ့ခန္ဓာကိုယ်မငဲ့ကွယ်ပဲနဲ့ကျင့်တဲ့အကယ်၍မြတ်စွာဘုရားကတထေးအိမ်တယောက်ကိုဓမြတိုက်ပြီဆိုလို့ရှိရင်ဓမြကဟဲ့တထေးမင်းလက်တစ်ချောင်းအပြတ်ခံမလားရွှေတွေငွေတွေပေးမလားဆိုယောဂီတို့ဘာပေးမလဲလက်အပြတ်ခံမလားရွှေတွေငွေတွေပေးမလားရွှေတွေငွေတွေပေးမယ်ဟောပြီနော်အဲ့ဒါနဲ့နောက်တစ်ခါတိုးတောင်းတယ်မင်းလက်အပြတ်ခံမလားအသက်အသက်ခံမလားဆိုဘာပေးမလဲအသက်တော့ပေးပါမလားမြတ်စွာဘုရားကခြေသားခြေသမီးတို့မတရားဖို့တရားတာရမယ်ဆိုရင်အသက်ပါပေးလိုက်ပါတဲ့ဟောပြီလားအခုကတော့တရားတာအသက်မပေးတဲ့သမီးသားကြတော့အသက်ပေးချစ်ပါမယ်တဲ့ကျုပ်တော့ကြားဘူးတာပြောတာပါကိုတော့မပါဘူးငတ်တုံးဆိုတော့ကျုပ်တို့ပဲဟုတ်တယ်တုံးထိတ်တုံးကောင်းတုံးဖဏကလည်းတုံးထိတ်ကလည်းတုံးငတ်တုံးကြီးဘယ်နေရာမှမဆုံးဘူးကြားဘူးတဲ့အကြောင်းထားပြောတာသမီးသားပြောကြတော့အသက်ပေးချစ်ပါမယ်ဆိုမပါဘူးလားဒီထဲမှာရှိမှနဲ့တူပါတယ်အသက်ပေးချစ်ပါမယ်ဆိုပြောရဲ့လားပြောရင်လာခဲ့တခါတည်းခေါ်ပါမှာနော်လောကကာမဂုဏ်ကြတော့အသက်ပေးခြင်းရတဲ့အသက်ပေးသွားရတဲ့အသက်ပေးရှာရတဲ့အသက်ပေးသတ်ရတဲ့မယားတိဓာကြီးချကြနောက်ဆုံးထောင်ရောက်မကလို့တန်းဖြစ်အဲ့ဒါကြတော့အသက်ခေါ်မပေးရဘူးလားရှိတဲ့ဟာတွေတော့ရောင်းပြောင်းလို့တရားသူကြီးကိုပေးကုန်းလုပ်ရဲတယ်ဒါပေမဲ့တရားကြတော့အလကားကျွေးပြီးအလကားပေးတဲ့တရားအလကားလာခြင်းသလားမကျင့်ဘူးဟုတ်ပြီလားတတိလေးတွေထားကြတော့အဲ့လိုမြတ်စွာဘုရားကအသက်နဲ့မဲ့နဲ့လဲတဲ့ပုဂ္ဂိုလ်ကိုအားပေးပါတယ်တဲ့အဲ့ဒီလိုမဲ့ရမယ်ဆိုရင်အသက်နဲ့ခန္ဓာကိုယ်မငဲ့ကောက်ပဲကျင့်ရမယ်တဲ့ဟုတ်ပြီလားသဘောပေါက်ပြီနော်မြတ်စွာဘုရားကတော့အသက်နဲ့လဲပြီးကျင့်ခိုင်းတယ်ငါတို့ဘာဖြစ်လို့မကျင့်တာလဲတဏှာဤနနာဤကိုရေးကြီးခွင့်ညက်တင်ပြီးတော့သိရင်ကျမ်းတယ်လို့ပြောတော့တို့ကနုနုနဲ့ဘယ်မဲ့တွေရပြီလဲဘယ်လိုအာမခံချက်တွေရပြီလဲသိချင်းစင်းရက်စက်တဲ့ဒုက္ခဝေဒနာမှာကြော်လွှားတဲ့အနိရပြီလားစဉ်းစားနော်ဟုတ်ပြီနော်သိရင်ကျမ်းတာပြောတော့နုဒါနလည်းဘာမှထောက်เสียပြရမရှိရွှေစစ်မစစ်ငရဲမိနဲ့စစ်စလို့တရားစစ်မစစ်ဒါလေးပါဖောက်ပြန်တဲ့ဝေဒနာနဲ့စစ်တရားရလားမရလားသိခြင်းဉာဏ်ကြီးတွေဉာဏ်လေးတွေဉာဏ်အလတ်စားတွေရတာလားဘာလဲသိခြင်းဝေဒနာနဲ့တာမှတ်တင်ကြည့်လိုက်ဝေဒနာနဲ့တက်ကောနားတယ်ဆိုငါဘူးကောင်းတာအတွက်လေဘာမှမရဘူးတာအတွက်လိုက်ဟုတ်ပြီလားမြတ်စွာဘုရားကဒုက္ခဝေဒနာကိုအန္တပါဠပုရုသိမခံနိုင်ဘူးတဲ့သောတာပန်ပုဂ္ဂိုလ်နဲ့ဘလဝဝိပဿနာပုဂ္ဂိုလ်များမှသာသိခံနိုင်တယ်တဲ့ဟောဒါလေးပါဖောက်ပြန်မှုအရင်ဒီပြီးတရားကျင့်ရမယ်တဲ့ဒါဥစဉ်ကဒီမှာခင်ဗျားတို့ကိုအချင်းကမရတော့ဥစဉ်ကတိုးတိုးလေးဟောနေရတာအဲ့တော့မှအနေချောင်းရင်ဘာဖြစ်မလဲအသေးကြမယ်ဘုရားကချောင်းချောင်းနေပါလို့ပြောသလားမပြောဘူးစိတ်ရိုင်းကြီးကိုရိုင်းနေတဲ့နွားကိုတခါတည်းတိုင်နဲ့ချီပြီးကြိုးတုပ်ပြီးတော့လှုပ်ထားအဲ့လိုလှုပ်ထားဆုံးမတဲ့နေရာမှာအဲ့တော့မြတ်စွာဘုရားကဂေါတိကမထေရအသက်နဲ့မင်းနဲ့လဲသွားတယ်သူတော်ကောင်းတို့သည်နော်အသက်ကိုမငဲ့ကွက်ပဲစွန့်ကြတယ်တဲ့အဲ့တော့နောက်တစ်ခါကျတော့သီအိုနိုင်ငံမှာမထေကြီးတစ်ပါးကအသက်ကြီးမှတရားရှာတယ်တရားရှာပြီးသာသနာပေါင်းတက်တရားအသက်ကြီးတော့ရန်ရွဲပြီးတော့ခါရီယာတွဲကြနော်ဇက်ကြီးတွေကကြိုးကြနဲ့နှိကျက်ရောတဲ့တဲအိုကြီးလို့ချီရတာမခိုင်သလိုဖြစ်တယ်ရော်ရွယ်ဖြစ်တယ်အဲ့တော့ငါတရားကျင့်လို့မရတော့ငါတရားနာမယ်ဆိုပြီးတော့နေတာတနေ့ကျတော့တရားပွဲလည်းဖြစ်ကောတရားသွားနာတာသူတို့ကကွင်းမြင့်ကြီးမှာဟောတာသူတရားသွားနာတာနောက်ကျတော့ကွင်းဆက်မှာတင်သူထိုင်ပြီးတော့တရားနာမယ်ဆိုပြီးတော့တပိတ်ကလေးချပြီးငုတ်တုတ်ထိုင်လိုက်တာမွေဟောက်ကကြိုက်ကောငွေကောင်းကန်ကြီးတော့ဗမင်းကွက်ကြီးနဲ့ဖြစ်နေတဲ့ခါကျတော့ငါမွေဟောက်ကြိုက်ပါရောလားအဲ့တော့သူကဘာလုပ်လဲဆိုတော့တပိတ်အိတ်ထဲကတပိတ်ကိုထုတ်ပြီးတော့
တပိတ်တဲ့ကိုမွေကိုထည့်ပြီးတော့ခြိထားရတယ်သူတစ်ပါးသွားကြိုက်မှာကြောက်ရင်နော်သူတစ်ပါးကိုသွားကြိုက်လို့ရှိရင်တရားပွဲပြတ်မှာကြောက်လို့အဲ့တော့သူ့ကိုယ်သူဆုံးမမထေကြီးကငါသည်တဲ့သာသနာနဲ့ကြုံပြီးအသက်ထင်ရှားရှိတော်လည်းပဲအာယုကာမဂုဏ်ကိုရှီတန်းတင်ပြီးကာမအလိုတဏအလိုလိုက်ပြီးတော့ငါနေခဲ့တာအသက်80ကျော်ခဲ့ပြီကာမဂုဏ်ချမ်းသာတွေကိုမပြောပလောက်တဲ့ကာမဂုဏ်လေးခံစားပြီးတော့နေရောညကောငါစီးပွားရှာလာခဲ့တာငါအခုအချိန်ကြီးကုန်ခဲ့ပြီတရားကျင့်ဖို့အတွက်ငါအချိန်မပေးနိုင်တော့ဘူးနော်ဘဝပေါင်းများစွာကလည်းသားစာမယားစာရှာရင်းနဲ့မွေကြိုက်ပြီးသေခဲ့တဲ့ဘဝများလာပါပြီတဲ့တရားကျင့်တရားနာပြီးသေခဲ့တဲ့ဘဝမရှိပါဘူးတဲ့ငါဒီကာမဂုဏ်အတွက်အချိန်ပေးခဲ့ပြီးတော့ဒီတစ်ခါကျတော့ငါတရားနာတာနဲ့ငါအချိန်ပေးမယ်ဟောသူကိုယ်သူဆုံးမနေတာသူတော်ကောင်းဆိုတာဘာလို့နေတာလဲကိုဆုံးမနေတာဟုတ်ပြီလားကိုဆုံးမနေတာကိုတဲ့တော်တဲ့ဘဝကိုဆုံးမသလိုကိုလည်းယဉ်ကျေးအောင်ကိုဆုံးမရတယ်အဲ့တော့မှရိုင်းနေတဲ့စိတ်ကလေးကယဉ်လာတယ်ကျမ်းနေတဲ့စိတ်ကလေးကနုလာပြီးတော့တန်ဝေကရပြီးတော့သာသနာပေါင်းခေါင်းရှူပြီးတော့ခေါင်းဝင်ကိုစမ်းဖြစ်နေနော်အဲ့တော့တန်ဝေကမရဘူးကိုမဆုံးမဘူးဆိုခေါင်းဝင်တော့ကိုမဆန်းတော့ဘူးပေါ့အဲ့တော့မှသူ့ကိုယ်သူခေါင်းဝင်ကိုစမ်းဖြစ်အောင်ဘယ်လိုလဲဆိုတော့ငါသားစာမယားစာရှာပြီးတော့မွေကြိုက်ပြီးသေခဲ့တဲ့ဘဝများလာပြီတဲ့တရားနာတရားကျင့်ပြီးသေခဲ့တဲ့ဘဝမရှိဘူးတဲ့ရတဲ့ဘဝသာသနာနဲ့ကြုံခဲ့လို့ကြုံမြန်တော့လေသားကြုံမယားကြုံတဲ့အချိန်ခံွက်တယ်တဲ့တရားနာပြီးတရားကျင့်တဲ့အချိန်ကမရှိဘူးတဲ့အဲ့တော့ငါအကယ်၍သွားကုလို့မွေစိတ်ပြဲသွားလဲငါနောက်သေးမှာတဲ့အဲ့တော့သေရမှရင်အတူတူငါဒီတခါမြတ်သောသေခြင်းနဲ့ငါသေးမယ်ဟောကိုအားပေးတာခမရတို့အဲ့လိုအားပေးရလားပေးရမှာနော်မပေးနဲ့ခံမှာနော်မြတ်သောသေခြင်းနဲ့ငါသေးမယ်တဲ့အဲ့တော့မွေကြိုက်တဲ့အစိတ်တက်ပြီးတော့တတ်မှာသူ့အလုပ်ငါအလုပ်ကအသက်ရှင်နေသေးတဲ့ကာလတူတောင်းတဲ့ကာလလေးမှာမတည်ဟောတဲ့တရားကိုနာတဲ့အလုပ်ကငါအလုပ်ဆိုပြီးသူ့ကိုသူအလုပ်ခွဲကြပြီးဆုံးဖြတ်လိုက်တယ်အဲ့ဒါကိုဝေဒနာဝိခံပိတ်တော်ဝေဒနာအာမနတိကာရလို့ခေါ်ပါသည်ဟုတ်ပြီလားနော်အဘိဇ္ဇာဒေါမနတဝိနည်းမြတ်စွာဘုရားရှင်သည်တရားကျင့်မဲ့ယောဂီတို့သည်တရားမကျင့်မီရှိဖို့၌အဘိဇ္ဇာဒေါမနတအာယုံကိုတတ်နေတတ်တဲ့အဘိဇ္ဇာလောဘရဲ့ထိုအာယုံကိုမရလို့တနှုတ်နှုတ်ဆင်းရဲတဲ့ဒေါမနတရဲ့ကိုနော်တရင်ငါဝိခံမနပဲခွာ၍အဲ့ဒါကိုအထာဂရဆရာတော်ဝေဒနာဝိခံပိတ်တော်ဝေဒနာခွာတယ်လို့ခေါ်တာတဲ့ကြိုက်တာခိုက်တာထုံတာကျင်တာမွေကြိုက်တဲ့အစိတ်ကိုသွားနှလုံးမသွင်းနဲ့ဒီကဆရာကအာမနတိကာရနှလုံးမသွင်းနဲ့လို့ခေါ်တယ်ခမရတို့အဲ့ဒါဥစဉ်ပြောတာသဘောပေါက်ရဲ့လားအဲ့ဒါအရေးကြီးတယ်ခမရတို့တနေ့သေးမှာသေတော့ဝေဒနာမှာအမလေးနာတယ်အမလေးနာတယ်အောင်းလိုက်ရပူလိုက်နဲ့ဝေဒနာမှာစကြီးကနေတော့ဆင်းရဲလားချမ်းသာလားအဲ့တော့ချမ်းသာအောင်ဘယ်လိုလုပ်မလဲအခုပဲဟောတယ်လေဝေဒနာအာမနတိကာရဝေဒနာဝိခံပိတ်တော်ဝေဒနာကြိုက်ခဲနှိမ့်ဆက်ရက်ဆက်နေတဲ့ယောဂါကိုအာမနတိကာရနှလုံးမသွင်းနဲ့ဟောပြီတော့နှလုံးမိသွားကြတော့ဘူးမလဲဟုတ်လားအခုတော့အာမနတိကာရနှလုံးမသွင်းနဲ့ဝိခံပိတ်တော်ကရခရယောဂဝေဒနာဖြစ်တဲ့နေရာကိုစိတ်နဲ့မပေါင်းသိနဲ့တဲ့အဲ့ဒီကနေခွာပြီးတော့လွတ်တဲ့နေရာလေးမှာသီလသမာဓိနဲ့သိမ့်စည်းပါတဲ့အဲ့ဒါကိုဝေဒနာဝိခံပိတ်တော်ဝေဒနာအာမနတိကာရလို့ခေါ်တယ်ဟုတ်ပြီနော်တရားကျင့်နေဆိုတာအဲ့ဒီလိုကျင့်ရတယ်အဲ့ဒါနားမလဲတော့ကိုယ်ငါအမြင်ငါအသိငါဒိဋ္ဌိကြီးနဲ့ငါနာမယ်ဆိုတော့ငါဘက်ကလှည့်မတွက်ဘူးလားတွက်တော့ငါမကြောက်ဘူးလားငါကြောက်တော့ငါမသွားရတော့ဘူးပေါ့ဟုတ်ပြီလားငါမသွားရတော့ငါတတ်ပြီးတော့ငါအပေလေးပါငါဆွဲချပါလိမ့်မယ်ဟုတ်ပြီနော်ငါနောက်လိုက်နေကြတာကိုငါအကြိုင်ငါလိုက်ငါအမိန်ပေးတဲ့နောက်ကိုလိုက်ပြီးတော့ငါပြုရအောင်သွားရမယ်ငါခေါ်ရသွားပါတော့မယ်ဟုတ်ပြီလားငါကိုမတော်လန်လို့ရှိရင်ငါနောက်လိုက်ရမယ်ငါနောက်လိုက်ရင်ဘယ်ရောက်မလဲအပေလေးပါးမှတပါဘယ်ရှိတော့ပါမလဲဟုတ်ပြီလားအဲ့ဒါကိုဦးဇင်းတို့ကအရှင်လက်လက်တတ်တယ်ဆိုတာဟာဒီခန္ဓာကိုရှင်တုံးမှာအဲ့ဒီငါနဲ့တဏှာကိုတတ်နေတာဟုတ်ပြီလားငါကြောက်လို့အဲ့တော့မှမထေကြီးတရားနာတော့တရားဟောတဲ့မထေရလည်းဘာတွေဟောလဲဆိုတော့ဘယ်မထေရဖြင့်တိုးလေးတောင်ထဲမှာကုတ်ကုတ်ခဲခဲစုပ်စုပ်ပြပြပေပေတူးတူးဘလူတရားကျင့်တယ်ဘယ်မထေရတော့နော်ဘယ်နေရာဘယ်ကြောင်ဘယ်တိုးထဲမှာအနေစင်းရဲ့အစားစင်းနဲ့ကြကုတ်ကြခဲကုတ်ခဲပြီးတော့နိယောညကမအားရမနာတန်ဘလူကျင့်နေနဲ့အဲ့ဒီလိုအရိယတန်ဝါဒအရိယတို့ဆက်ဆံတဲ့တရားတွေကိုဟောတော့ခုနတော့မွေကြိုက်တဲ့မထေရအဲ့ဒီတရားကိုနာပြီးပီတိတွေဖြင်းတာဟောဆုံးလဲဆုံးပြရတဲ့သူမွေကြိုက်တဲ့တရားကိုနှလုံးသွင်းသေးလားနှလုံးမသွင်းဘူးနှလုံးမသွင်းမနဲ့ဘယ်ကိုနှလုံးသွင်းလဲဆိုတော့
မထေဟောတဲ့တရားကိုနှလုံးသွင်းလိုက်ပြီဟုတ်ပြီလားနှလုံးသွင်းတော့ပီတိဒုက္ခနှစ်သက်ပြီးစိတ်ကလေးချမ်းသာမလားဟုတ်လားဝိတက်ကစိတ်ကလေးကိုမထေဖို့တဲ့ဟောတဲ့တရားရှိဖို့တာဝိတက်မထေဟောတဲ့တရားရဲ့သဘောတွေကိုသုံးသပ်တာကဝိစာရဝိတက်ဝိစာရအားကောင်းတော့စိတ်ဒီကာမဝိတက်ဆိုတဲ့ဝေကြိုက်တဲ့နေရာကိုမညှို့ဖဲနဲ့ဇံဝိတက်မှာပျော်သွားပြီပျော်လဲပျော်ပီတိဒုက္ခနှစ်သက်ပြီးချမ်းသာမလားဟုတ်လားအောက်မှာတော့မွေကြိုက်နေတဲ့စိတ်ကဘာဖြစ်နေလဲစိတ်ကချမ်းသာနေတယ်နီးမရှိဘူးလားရှိတယ်နော်အဲ့ဒါကိုမသိတဲ့ခါကျတော့ဟာနာမှာပေါ့နှစ်နာရီကြာမှာပေါ့နဲ့နေတာအဲ့ဒီနီးတွေမသိလို့ပေါ့နော်အဲ့တော့မှဝိတဝိသရပိတိတုကဧကကရာဆိုတော့သူ့ရဲ့စိတ်ကလေးကမတိဟောတဲ့စိတ်မှာနတ်မှာတခါတည်းတီးပြီးတော့နေလဲနေရောသူကဇံလဲရသွားတော့အဲ့ဇံကတမာရီကနေခွာပြီးတော့တမာတုပိခါဆိုပြီးတော့ခဏိကတမရကိုတမာရီကိုခွာပြီးတော့ခန္ဓာ၅ပါးယုံနာနှစ်ပါးကိုရှုလိုက်တာသောတာပတ္တိမေသရဂါမိမေအနာဂါမိမေသုံးမဲ့ကူးသွားပါသည်ကြိုက်တဲ့မွေရဲ့စိတ်ကလည်းကြိုက်တဲ့နေရာကပြန်ထွက်သွားပါသည်ဘယ်နဲ့လဲတရားကဆင်းရဲသလားချမ်းသာသလားဒါဖြင့်ခမည်းတော်ကကြောက်တယ်ဆိုပြီးဘာဖြစ်လို့လာမကျင့်တာလဲချမ်းသာတဲ့အာကိုတွေရှိလို့လားစဉ်းစားရမယ်နော်စဉ်းစားကြပါနော်လေ့လာခြင်းလဲလာလေ့လာကြပါကြောင်းမှာအခုရောက်နေကြပါတယ်တကယ်ကြောက်တွင်းပိုင်းတထေးတွေနော်ယရနာပိုင်းဗရမ ्या ပိုင်းကျွင်းပိုင်းတထေးတွေအသက်40ကျော်50ပတ်ဝန်းကျင်လေးတွေနော်တကယ်ကြကုတ်ကုတ်ခဲပြီးနေရောညကောအကြောင်းမှာလာကြည့်နေကြတယ်လာကြည့်ကြခင်ဗျားတို့အောင်လံကိုသူတို့ကလာကြတယ်ခင်ဗျားတို့ကျုပ်တို့အောင်လံကအကြောင်းကိုမလာကြဘူးလာကြသလားမလာဘူးကြည့်ကျင်လာအကြောင်းမှလာကြည့်ကြနော်သဘောပေါက်လာလိမ့်မယ်အဲ့တော့မှသဘောပေါက်လာလိမ့်မယ်နော်ဘယ်လိုပုံကုမျိုးတွေလောကစည်းစိမ်ချမ်းသာကြီးကိုဖိတ်တော့ချမ်းသာနေပါလျက်နဲ့ဘာဖြစ်လို့အောင်လံကိုခုနအခုဦးစင်းဒီကိုကားလာတော့လမ်းမှာကားချင်းလာဆိုင်နေနော်အဲ့ဒါကြောက်စိမ့်တဲ့ကမှာမောက်ဝင်မုံဆိုတာကားကြီးတစ်ခုလုံးကိုကားနဲ့မတူတော့ရှုံးဖို့အကြီးပဲသူတို့ကဒီလောက်အကောင်းစားတွေဒီလောက်ကားလမ်းမလာဘူးအောင်လံကိုတရားလို့ခြင်းတော့မလာရဘူးလားဟုတ်တယ်အောင်လံကဘုန်းကြီးကလည်းတရားဟောခြင်းတော့ရွှေပြန်ပေါင်းလာတယ်ခင်ဗျားတို့ကထိုင်ဆောင်ဟုတ်ပြီလားနော်တော်ပါပြီတဲ့နိုင်ငံကြီးသားပြည်သားပါပြီတဲ့ဘုန်းကြီးတဲ့ပို့ပြီးဘုန်းကြီးတို့ရေကြောက်တဲ့တော်တယ်ဗျာခင်ဗျားတို့ကဘုန်းကြီးတော့ဘုန်းသိတဲ့ဘက်ကလာရတယ်အဲ့တော့မှဒီမတရားမွေးကြိုက်တာကအစိတ်ကသူ့ရဲ့နေရာကပဲပြန်ထွက်သွားစိတ်ကူးဖို့လိုသေးလားအဲ့တော့မြတ်စွာဘုရားကအသက်ကိုပုတ်ဖွင့်တဲ့နေရာမှာအဲ့ဒီလိုဖွင့်ရတယ်တရားကျင့်မဲ့ယောဂီကအသက်နဲ့ခန္ဓာကိုမငဲ့ကွက်တဲ့တရားကျင့်နဲ့သေတဲ့အဲ့လိုကျင့်ရမှာတဲ့အခုကတော့နာတာကြတာရှည်တန်းတင်ပြီးဟဲ့တရားမကျင့်နဲ့သင်ရအတ္တကိလမထာနိယောဂပေါ်လာပြန်ရောနော်ပညာမဲ့လူမိုက်တွေခေါ်တယ်တကယ်ကျတော့ပညာရှိမဟုတ်ပညာမဲ့အတ္တကိလမထာနိယောဂဆိုတာရေငုံမိလုံးတုံးကုန်စက်ကခေါင်းကခွေးကောင်းနေတင်ခွေးမိတွေတက်ပြာဘူးထဲမှာနေကိုလုံးကျုပ်ကြီးတွေနဲ့နွားကောင်းတွေတက်ဘုရားလက်ထက်မှာကျင့်နေကြတာကိုရောစိတ်ကောအပေမန်းခံပြီးကျင့်မှာကိလေသာတွေကုန်နေအဟုသူတရားတွေကုန်နေဆိုပြီးတော့ခွေးလိုနွားလိုရုပ်ကောစိတ်ကောအပေမန်းခံကျင့်နေတာကိုအတ္တကိလမထာနိယောဂအကျင့်လို့ခေါ်တယ်နော်အဲ့ဒါကိုနားမလဲပဲနဲ့လိုချင်လျှောက်ဆွဲတယ်ဒါပေမဲ့ခန္ဓာကိုယ်ပင်မစင်းတော့အတ္တကိလမထာနိယောဂဆိုတော့တက်တာအောင်ကျင့်တော့ကာမဒုက္ခလိကနိယောဂတွေရောက်မသွားဘူးလားကာမယုတ်ကြီးကိုတက်တာအောင်ချမ်းသာအောင်ခင်ဗျားတို့မနေကြဘူးလားဟိုဘက်လဲလိုက်ဒီဘက်လဲလိုက်ရက်တောင်လေးခတ်နေလိုက်အညောင်းလေးစမ်းလေးအရာလေးမောက်လေးခါလေးတောက်လေးလမ်းလေးလျှောက်လေးဒီဝူလေးကြည့်လေးဟိုဟာလေးစားလေးဒီလိုလေးအိတ်လေးဟာဒီယုတ်ကြီးချမ်းသာအောင်တက်တာအောင်မနေကြဘူးလားအဲ့ဒါကာမယုတ်ကြီးကိုချမ်းသာအောင်နေတာကာမဒုက္ခလိကနိယောဂအကျင့်ခေါ်တယ်ဟုတ်ပြီလားအဲ့ကာမဂုဏ်တွေရှာတော့ကိုရောစိတ်ကောပင်မန်းခံပြီးမရှာဘူးလားအဲ့ဒါကိုအတ္တကိလမထာနိယောဂလို့လည်းခေါ်တယ်ဗျာဟုတ်ပြီနော်အခုတော့ကြာထိုင်တာတရားမဟုတ်ဘူးဆိုတော့ပြင်လိုက်တော့ကာမဒုက္ခလိကနိယောဂတွေရောက်မသွားဘူးလားအဲ့ဒါကိုလည်းရောက်မှမသိဘူးအဲ့ဒါတရားပြနေကြတယ်အဲ့ဒါဘာလို့တော့အနေချောင်းတဲ့တရားရောက်သွားတရားချောင်းချောင်းကျင့်တဲ့တရားဖြစ်အချောင်းသမားတွေကျင့်တဲ့တရားဖြစ်နေအဲ့တော့မှဦးဇင်းတို့ရန်ကုန်မှာနော်ဘောကျော်ခမောင်ရောက်ခမသွားပြီးကဲတော့ဟိုဘက်အခန်းကသွေးကင်စာဘုံမူကြီးရန်ကုန်ထဲနေပြီးတော့သွေးကင်စာအဖြစ်40ရှိနေပြီဖတ်ကိုမျိုးပျော့ဖလာနေပြီသူကိုသူလမ်းလျှောက်တာတဲ့မရနိုင်တော့ဘူးနတ်စွာနှစ်ယောက်ကနေလက်မောင်းတစ်ဘက်ကတွန်းထားအဲ့ဒါဦးဇင်းအခုတရားသွားပေးတာအခုယုံတက်ပြီးအလုံးလုံးနေပြီဟုတ်ပြီလားသူသွေးကင်စာမဖြစ်ခင်တော့ပေါင်ချိန်140အခုသွေးကင်စာပြီးမှပေါင်ချိန်150နေဖြစ်နေပြီနော်အဲ့တော့ခင်ဗျားတို့စဉ်းစားကြည့်လေယောဂတိုးလာသလားယောဂပြောက်သွားလား
ပြောက်သွားတယ်အဲ့ဒါအများကြီးပဲဥသိရှိမှာဒီအောင်လံမျိုးကယောဂပြောက်တယ်လူအများကြီးပဲရှိတယ်နော်အဲ့တော့ဒကာဓမ္မတွေအသက်နဲ့ခန္ဓာကိုမငဲ့ကွက်ပဲအဲ့လိုကျင့်တော့ခုနမထေကြီးကမွေကြိုက်တာကိုငဲ့ညာသလားမငဲ့ညာဘူးလားမငဲ့ညာပဲနဲ့ခန္ဓာနဲ့အသက်မငဲ့ကွက်ပဲနဲ့သူ့ရဲ့စိတ်ကိုသူတော်ကောင်းအဆုံးမတဲ့နေရာကိုပို့ပြီးတော့သူတော်ကောင်းအဆုံးမနားလိုက်တော့ချက်ချင်းမမွေကြိုက်တဲ့အစိတ်ကလွတ်ပြီးသုံးမဲ့သုံးဖို့တော့မရပါဘူးလားအဲ့တော့ဒုက္ခဝေဒနာကရစ်ဆက်တာလားရစ်ဆက်တယ်ဆိုတာရှိသေးလားမရှိဘူးဟုတ်ပြီနော်အဲ့မှာကိုကငါနဲ့ဒိဋ္ဌိကတ်တဲ့ဘောကငါနဲ့သွားကတ်တော့ငါဆင်းနေတာပေါ့အဲ့ဒါကြောင့်မလို့ဒကာဓမ္မတွေတရားကျင့်တဲ့ယောဂီဒီမြတ်စွာဘုရားကဘယ်လိုပြန်ပြီးဟောပြန်လဲဆိုရင်တရားကျင့်တဲ့ယောဂီကိုအကယ်၍တရားထိုင်မယ်ဆိုရင်တရားထိုင်တဲ့ရသည်မဲ့တွေမွေတွေချင်းတွေကင်းတွေတန်းတွေကြိုက်နေပါစေတဲ့အဲ့ဒါကိုသိခံရမယ်တဲ့ခုနကတော့မထေကြီးမွေကြိုက်တာသိခံပြီးကျင့်သွားတော့သုံးမဲ့သုံးဖို့ရမှန်သွားဘူးလားတရားကျင့်တဲ့ယောဂီဒီဘယ်လိုကျင့်ရမလဲသိခံပြီးကျင့်ရမယ်ဘယ်လိုကျင့်ရမှာလဲဘယ်လိုသိခံမလဲဆိုခန္ဓာကိုယ်ကြီးမှာတရားထိုင်နေမဲ့ကြိုက်နေပါစေမွေကြိုက်နေပါစေချင်းကြိုက်နေပါစေကင်းနေတန်းနေကြိုက်နေပါစေအဲ့ဒါကိုမရမကုတ်မဖြုတ်မလုံးမထမပြီးပဲနဲ့သိခံပြီးကျင့်ရမယ်တဲ့မှတ်မိပြီလားခင်ဗျားတို့ကသိခံနိုင်ရဲ့လားစဉ်းစားတော့ဘုရားကတော့သိခံပြီးကြည့်ပါကိုယ်ကသိမခံနိုင်ဘူးဟုတ်ပြီနော်သားစာမယားစာကြုံကြတော့သေးသေးကြီးကြီးအဲ့ဒါသိခံတယ်ဗျာယောက်ျားပြောလဲပေးခံတာပဲဘုန်းကြီးပြောတာဒီဘုန်းကြီးမကောင်းဘူးဆိုဟိုကြောင်းပြောင်းသွားတယ်ယောက်ျားကြောက်ဒီယောက်ျားမကောင်းဟိုယောက်ျားပြောင်းသလားပြုတ်လဲအသာစီးရတော့တော်ရတာပြုတ်ဟုတ်လားအဲ့ဒါကျတော့ပေးတည်ပြီးကြမ်းဖောင်ပြီးမပေါင်းဘူးလားပေါင်းတယ်ယောက်ျားမကောင်းလဲကြောင်းမှာမင်းမကြမ်းဖောင်ပေါင်းတာပဲသာသမီဆိုလဲကြမ်းဖောင်ပေါင်းတာပဲဟုတ်ပြီလားသိခံပြီးဖြေပြောက်တဲ့နာပြောက်တယောက်တယောက်ဆုံးမတာပဲနော်သိခံလိုက်ပါတခါတလီပေါ်တဲ့သူတို့အာဘဖြေကြတယ်တရားကြတော့လာကြည့်မှဆိုအာဘဖြေသလားမဖြေဘူးအဲ့တော့မှတရားထိုင်တဲ့ခန္ဓာကိုယ်ကြီးကမဲ့ချင်မွေကင်းသားကြိုက်တယ်သိခံရမယ်တရားပြည့်တဲ့ယောဂီကိုဒေါသဖြစ်လောင်စူးစူးဝါးဝါပြောတဲ့စကားကိုလည်းသိခံရမယ်တရားထိုင်နေစဉ်တရားထိုင်တဲ့ခန္ဓာကိုယ်ရဲ့နာကျင်ခံခဲ့သေလူမတအသက်ထွက်မတဖြစ်တဲ့ဝေဒနာကိုလည်းသိခံရမယ်တဲ့ဘယ်နဲ့လဲရွှေပြောင်ပြောင်ဖို့အကျဉ်းညာလိုက်စမ်းပါဗျာနာကျင်ခံခဲ့သေလူမတအသက်ထွက်မတဖြစ်တဲ့ဝေဒနာကိုလည်းသိခံရမယ်တဲ့သိခံပြီးတရားကျင့်ရမယ်ဆိုတာကိုသက်ကောအသက်နဲ့ခန္ဓာကိုယ်မငဲ့ကွက်ပဲကျင့်ရမယ်ဆိုတဲ့ပုတ်ကဘုရားအဲ့ဒီလိုထပ်ဖွင့်ပါတယ်ဗျာဘယ်နဲ့လဲဘုရားဖွင့်တာခင်ဗျားတို့ကြားဘူးလားဒီတရားတွေဒါယတ္တနုဘဝတည်းကထုတ်ပြတာပဲအဲ့ဒါနဲ့မကသေးဘူးတဲ့မြတ်စွာဘုရားကဟိုက်တရားထိုင်တဲ့ခန္ဓာကိုယ်ကြီးဟာအကယ်၍ကိလေသာတွေနှိပ်စက်လို့များဖမ်းဆီးလို့မရဘူးဆိုခန္ဓာကိုယ်ညှင်းဆဲပြရမယ်ရက်ဆက်ရမယ်အာဇောက်ကိုရှာနဲ့ထုတ်ပြီးကြိတ်မိတ်ပြရမယ်နာအောင်လုပ်ပြရမယ်တဲ့ဒါဘုရားဟောတာတက်ရဟောတာအထာဂရဖွင့်တာမဟုတ်ဘူးနော်မြတ်စွာဘုရားကဟောပြီအဲ့တော့မှအသက်နဲ့ခန္ဓာကိုယ်မငဲ့ကွက်ပဲကျင်းရသည်လေအတ္တဖြစ်ရ၏တဲ့အဲ့လိုဖြစ်တဲ့ပုဂ္ဂိုလ်ဘုရားကနီးပြိုးနဲ့ထပ်ဖွင့်ပြီးတော့သူ့ရဲ့တပည့်တွေကိုထောက်ပြီးတော့ပြသွားတယ်သောနာမထေဆိုတာတထေသားခြီဘွားကအမွှေးနုလေးတွေပေါက်တယ်ကောသလမင်းကောသလမင်းကြီးကတော့မှဩသလမင်းကြီးကတော့လာပြီးတော့ကြည့်ရတယ်ခြီဘွားအမွှေးနုပေါက်လောက်အောင်နူးညံ့တဲ့ပုဂ္ဂိုလ်မမြင်ဘူးလို့ဆိုပြီးတော့နော်လာပြီးတော့ကြည့်ရတယ်တနေ့ကျတော့အဲ့ဒီမှာကောသလမင်းကြီးဖျားဖူးထွက်တဲ့အခါမှာခုနတထေသားကလည်းအရွယ်ရောက်တော့တထေအချံရံနဲ့ကြောင်းတော်လိုက်ရတဲ့မှာခုနသောနာတထေသားလည်းပါသွားတယ်ဟိုကျတော့တရားနာလဲပြီးတော့အိမ်ကျတော့သောနာတထေသားကအဖေးမေတွေခွင့်တောင်းတယ်ကျွန်တော်ကိုသာသနာပေါင်းတက်ပွင့်ပြုပါတဲ့တရားဓမ္မတွေတရားဘယ်နှပွဲနာသွားတာလဲတပွဲနာသွားတယ်တပွဲနာပြီးအိမ်ပြန်တော့ဘာအခွင့်အရေးမိဘရှိတာတောင်းတယ်လေသာသနာပေါင်းလို့တောင်းတယ်ခင်ဗျားတို့နေ့တိုင်းပွဲတွေတရားနာလိုက်တာအိမ်ကြတော့ဘာတွေများအခွင့်အရေးတောင်းကြလဲစဉ်းစားမယ်နော်ဟိုကဘယ်လိုပုဂ္ဂိုလ်လဲခြီဘွားနုနုအမွှေးနုပေါက်တဲ့တထေသားဟုတ်ပြီလားတထေသားကကုမ္ပဏီကြီးထူထောင်ဖို့တောင်းသလားမတောင်းဘူးမိမပေးစားဖို့တောင်းသလားဟုတ်ပြီမြခွာညတို့ဟိုတယ်တို့စီရိုနာတို့မှာမင်္ဂလာ10က15ကဆောင်းပေးပါလို့တောင်းသလားမတောင်းဘူးနိုင်ငံခြားသွားဖို့လျှောက်လာတင်သလားဘာတင်လဲသူသာသနာပေါင်းတက်ဖို့တဲ့အခုခေတ်နဲ့မကွာဘူးလားကွာလို့တခြားစီဖြစ်ကုန်တာဗောဗျာဟုတ်ပြီလား
အခုကလည်းအဖေမေရလည်းတီးကျင်နံတီးပွင့်ကျင်နံပွင့်မိမပေးသားသည်လင်ပေးသားသည်ဟုတ်ပြီလားနောင်ကြီးစိတ်မချမှာသာသနာပေါ်မှာစိတ်မချဘူးလားသာသနာပေါ်မှာမလုံခြုံဘူးလားစိတ်ချတဲ့လုံခြုံတဲ့သာသနာပေါ်တော့မပို့ပဲနဲ့အိမ်အောင်ပေးစားတဲ့နောင်ကြီးစိတ်အေးရအောင်နဲ့သာသနာပေါ်မှာပူလောင်တဲ့အရာကြီးဖြစ်လို့ဟုတ်ပြီလားသာသနာပေါ်မှာစိတ်မချဘူးလားတကုတ်ခုမှကြောက်လို့လားသီလရှင်တွေရဟန်းတွေဓမြတိုက်တာရှိလို့လားကြောင်းလူတာပဲရှိမှာပေါ့အဲ့တော့သာသနာပေါင်းသည်တဲ့သခိုးဓမြမရှိဘူးပေါ့ဗျာအဲ့တော့တပိတ်လုံးသင်္ကန်းလုံးနဲ့အခုကတော့ပေါ်ထောလို့ပေါ့ခိုးခုံးမှာပေါ့ဗျာအဲ့တော့သောကပရိဒဝမီငိမ့်တဲ့သာသနာပေါင်းအရာလုံခြုံတဲ့အရာကြီးရှိပါလေနဲ့အဲ့ဒါကိုမသိဒုဗုဒ္ဓဘာသာတွေဟာနောင်ကြီးအေးအောင်လို့စိတ်ချအောင်လို့ဆိုပြီးတော့ယောက်ျားပေးစားကြတယ်သားတွေသမီးတွေရောငင်းကြရလားမငင်းဘူးအပြင်နဲ့ကိုယ်နဲ့သဘောတူရင်စိတ်ကလေးကပြုံးနဲ့ငရှင်းပါစဖြစ်နေစီးတယ်ကိုမရှိတော့ပြုံးနဲ့ကျေနပ်မနေဘူးလားမကြခင်လာတော့မနင်းကပါလဲငါပါလဲဟဲ့မသာမနဲ့မသာဒီနဲ့လာတော့မယ်ထောင်ငါးရည်မူရောမရောရံဖြစ်ကောအဲ့ဒါကြောင့်မလို့သောနာသထေသာရှိဘွားကအမွှေးနှုတ်ပေါက်တဲ့သထေသာဂရေ80ကျော်ရတဲ့သထေသာအဲ့တော့ကာမဂုဏ်တွေပေါ်လောခံစားနိုင်တဲ့သထေသာကနော်မိမယူဖို့မတောင်းမင်းနဲ့သာသနာပေါင်းတက်ဖို့တောင်းနေဆိုတော့တို့တရားဓမ္မရွှေပြောင်အောင်အောက်စုတွေနည်းနည်းလေးစဉ်းစား तू ကအိမ်အောင်ပြုတ်ဘူးလားမပြုတ်ဘူးတော့အိမ်အောင်ရဲ့အရာသာချုံမန်းချင်မှန်းသိရလားကိုကတော့ဘာဖြစ်ပြီလဲချုံမန်းချင်မှန်းသိတယ်တော်ရောပေါ့ချုံမန်းချင်မှန်းသိမတော်တော့ဘူးလားမဖြစ်ဘူးငြိမ်းနေဥထုံမရတာနားကြတော့ဘာမှသိတော့အဲ့တဲ့ तू မပါလာကြနာသူ့မှာချိုတာလည်းမရှိချင်တာလည်းမရှိကြုံတုံးပြီးမနေဘူးနော်အိမ်မှာပဲနေတယ်အဲ့တော့သောနာသတိသားလေးကကာမဂုဏ်အရသာသတိသားငါခံစားခြင်းနဲ့ခံစားမယ်ဆိုပြီးတော့အောင်ကာမဂုဏ်နဲ့ပျော်ပါတာရှိသလားအမလေးအခုကတော့အမလေးစုံလို့ပဲသိပါတယ်ဗျာကျုပ်တို့ကတော့ကြားဘူးတာပြောတာကိုတော့မသိဘူးအဲ့တော့သတိသားဖြစ်လာပြီဆိုလို့ရှိရင်စိတ်ကြောက်ရှူမဲ့ဘိန်းရှူမဲ့မူးမဲ့ရမ်းမဲ့ကြမ်းမဲ့နော်ရှိကြတွေဖြုံးပြမယ်ဖြက်ပြမယ်အခုခေတ်သတိသားကဗမာလူမျိုးပြောတာပါဒီမြင့်လူမျိုးမဟုတ်ဘူးနော်ဗမာလူမျိုးသတိသားရှိပြီဆိုဖြုံးပြမယ်သုံးပြမယ်ဆိုရင်အဲ့ဒါလည်းဖြုံးကြီးပြန်ညတဲ့အဖြက်ကြီးအသုံးကြီးပြန်ညတယ်ရင်ကြီးတာကြတော့မပြိုင်ဘူးမိဘတွေကကိုယ်သားသမီးဖြုံးတာကိုရှီတန်းတင်ပြောကြတယ်မပြောကြဘူးလားအဲ့လိုဖြစ်တဲ့ခေတ်နော်မိဘကလည်းဖယားမေတရားမေဖယားကုံတရားကုံအဲ့ဒီဂုံတွေကိုမရှိဘူးသားသမီးဆိုတော့ဝေးရောဟုတ်ပြီလားအခုဒါခမရတို့တရားနာကြတာခမရတို့မွေးတဲ့ခလေးတွေကြရင်တော့တရားတော်နာမှာမဟုတ်တော့ဘူးနော်အခုကဘာသာသာသနာနဲ့ဝေးလာတဲ့ခါကျတော့ဘာသာစိတ်သာသနာစိတ်တွေဝေးပြီးတော့နော်သာသနာနဲ့ဝေးသွားလိမ့်မယ်အခုတော့တောတွေမှာတော့ကျောင်းမှာကိုရင်ကျောင်းသားမရှိတော့ဘူးဟုတ်ပြီလားခေပညာကျောင်းနဲ့ခေဆန်းပြီးတော့ခေကိုဆန်သွားရတာခေကိုဆန်နေဆိုသာသနာကြောကံသွားရတာသာသနာကြီးကွယ်သွားပြီးငုတ်တုတ်ကြီးတွေဖြစ်ကျောင်းမှာခွေးနဲ့ဘုံကြီးပဲရှိနော်အရေးကြောင်းကြခြင်းဧည့်သည်လိုက်ခွေးဟောင်မှုခွေးတကောင်မွေးထားတယ်ဘုံကြီးကသေတဲ့အခါနော်တပိတ်တုတ်ဖို့ဆိုပြီးထိုင်ဆောက်နေတယ်ဒါပဲရှိတော့တယ်ဒီပြရှိသေးလို့လားအဲ့ဒီမှာကွယ်ကုန်ပြီဟုတ်ပြီလားအခုအောင်လံမြို့မှာကြောင်းနေကြတော့ဒါနည်းနည်းပါးပါးစုလို့တာလာပြီးတော့ကိုယ်နေကြောင်းသားတွေရှိတာတောတွေမှာမရှိတော့ဘူးအခုခင်ဗျားတို့ဓမ္မယုံကြီးမှာတရားထိုင်နေနောက်ဆိုရင်ရှိမှာမဟုတ်တော့ဘူးတဖြည်းဖြည်းနဲ့အဘိဓမ္မာတကားတွေရှားလာပြီဟုတ်ပြီလားဘာဖြစ်လို့ရှားလာတာလဲရှေ့ကပုံကိုယ်တွေကဒီအလုပ်ကိုပဲစွန့်စားပြီးတော့ကြကုတ်ကြကဲလှူဒန်းတဲ့အလုပ်ကိုရှေ့တန်းတင်တဲ့ခေတ်အဲ့ဒီတော့ဘာသာသာသနာရင့်ကျက်တဲ့အတွက်ကြောင့်သူတော်ကောင်းနတ်ကောင်းဆောင်မပြီးတော့နော်ယရနာမို့စီးပွားရေးပြည်လဲတဲ့ခေတ်အခုကသာသနာနဲ့ကွယ်လာလေကြက်လာလေငွေရှားပါလေမတတ်နိုင်လေစီးပွားပဲမဲရှာလေသာသနာနဲ့ဝေးမသွားဘူးလားဝေးကုန်ပြီနော်နောင်ကိုအဘိဓမ္မာတကာရပောင်း90ရဖို့ဘောဘကတွေမနေရုံးကန်ရတော့မှာဟုတ်ပြီလားအဲ့ဒါကြောင့်မလို့သောနာတရိတာကအဲ့လိုတောင်းတော့မိဘကခွင့်မပြီးတော့ဘာလုပ်လဲဆိုတော့သောနာတရိတာအခန်းထဲကမထွက်ဘဲနဲ့အစာငါခံပြီးဆန္ဒပြဒီထဲမှာပြတာပါလားမပြဘူးခင်ဗျားတို့ရှိပြောင်ကောင်းတဲ့တဲ့စင်းမေးလင်းဘယ်စင်းမှမပါဘူးအဲ့တော့မှမိဘတွေကစဉ်းစားတယ်ငါတို့သားလေးသေသွားရင်မမြင်ရတော့ဘူးတဲ့ရန်ဝင်းနဲ့ရှင်နာမှမြင်ရအောင်မဲ့ဆိုပြီးအလျှော့ပေးလိုက်ပြီးတော့သာသနာ့ဘောင်တက်သွားတယ်သာသနာ့ဘောင်တက်သွားပြီးမြတ်စွာဘုရားကမ္မထမ်းပါပေးတယ်အောင်ပြီလေဈဉ္ဉံကမ္မထမ်းနဲ့ကြောင်းပေါ်မှာမဟုတ်ဘူးတုတ်တန်မှာဟောကြည်စမ်းမြတ်စွာဘုရားကမ္မထမ်းပေးတာနဲ့အခုခင်းနဲ့ကြည်ကြနော်ဒီလောက်ခြီပွားနုအမွေးနုပေါက်တဲ့တထေးသားလေးကို
သုတ်တန်တစမှာကုန်းအမခဲလုံးနေနဲ့နော်ကြောင်မြက်တွေနဲ့ကြမ်းတမ်းတဲ့နေရာမှာမင်းဈဉ္ဉံလျှောက်တဲ့ကဲခင်ဗျားတို့ရှောက်နိုင်ပါမလားစဉ်းစားမယ်နော်တို့ရွှေပြမောပုဂ္ဂိုလ်တွေအောင်နိုင်ရပုဂ္ဂိုလ်တွေစဉ်းစားကြည့်ပါခေါင်းနဲ့ထဲကြည့်ပါငါတို့အမြင်ငါတို့အသိနဲ့ဖရာဟောတာနဲ့ဖရာပိတာနဲ့ဖရာခိုင်းတာနဲ့ဘလောက်ပေါ်အာနေပြီလဲဆိုတာခေါင်းနဲ့ထဲစဉ်းစားကြပါအဲ့တော့ကြာကြာဈဉ္ဉံလျှောက်တော့ပေါက်ပြေးပြီးသွေးတွေထွက်ကုန်တာဗောသွေးတွေထွက်ကုန်တော့နေရောညကောမနာတန်းလျှောက်တယ်အိတ်ချိန်လည်းမရှိတပိတ်တလုံးသင်္ကန်းသုံးတယ်နဲ့ခြံအောင်ဆောင်ကောင်းမပါဟုတ်ပြီလားခြံအောင်ဆောင်ကောင်းမပါမနဲ့အဲ့ဒါသာသနာပေါင်းတက်တာခင်ဗျားတို့ခီးတွက်ပြီးဆိုတက်တာကြီးနဲ့အိတ်ကြီးနဲ့သယ်ပြီးဟုတ်ပြီလားတရားရိပ်သာလာပြီးဆိုအထုပ်ကြီးတွေထိုင်ပြီးတချို့ကားနဲ့လိုက်ပို့ရသည်မလောက်လို့ရှိရင်ကြောင်းနဲ့လှမ်းပြီးဟင်းဖုံးနဲ့လှမ်းဆက်ပြီးဘာတွေကုံသွားပြီကော်ပီပီတွေကုံသွားပြီဘယ်ဟာတွေကုံသွားပြီရှူသေးလူသေးလိမ့်သေးလာဖို့ဦးနဲ့အကြောင်းမကြောက်ဘူးလားအကြောင်းကြားတဲ့သောနာသရေအဲ့လိုအကြောင်းကြားသလားမကြားဘူးဘာသာထူးတယ်မသိဘူးဟောတာအမွှေးနုလို့တထေးသားခင်ဗျားတို့တော့မသိဘူးအေးအဲ့ဒါနဲ့ပင်မဆင်းရပြီးနာပြီးလမ်းလျှောက်လို့မရအောင်6တွေရောင်ကိုင်းပြီးကြိုက်လာတယ်အကြိုက်လာတဲ့ခါကျတော့ဘယ်လိုဖြစ်လာလဲဆိုသောနာသရေသားဆင်းရပင်မမလာဘူးလားပင်မလာတော့သူဆုံးပြတ်တယ်ငါ့ကိုမြတ်စွာဘုရားကသင့်တော်လို့ပြီးတဲ့ကမ္မထံငါကျင့်ရမယ်တဲ့ဗျာဘယ်နဲ့လုံးမလဲအခုကဟဲ့သိသွားမကျင့်နဲ့သတ်နေပြီသိနေပြီကျိုးနေပြီအဲ့ဒါအကျမ်းသာကြီးအတ္တကိလမထာနိယောဂါကြီးတရားဆိုကြမ်းကြမ်းမကျင့်ရဘူးကနှုတဲ့ဆွဲမချဘူးလားခင်ဗျားတို့စဉ်းစားနော်စဉ်းစားကြဟုတ်ပြီလားဦးစင်းကနောက်နဲ့မဟောတော့မှမဟုတ်လို့ဒါသေးသေးချာချာပြည့်ပြည့်နဲ့ဟောလာခဲ့တာနော်အဲ့ဒါကြောင့်မလို့ရှစ်သူတော်ကောင်းဆိုတာကိုကောင်းအောင်ဆုံးမကိုတဲ့ကောင်းတဲ့သူတော်ကောင်းဆုံးမတာကိုကလိုက်နာနိုင်စွမ်းရှိရအဲ့ဒါနောက်ပိုင်းကျတော့ပါလိမ့်မယ်အဲ့လိုနဲ့သူ့ကိုယ်သူအားပေးတယ်မြတ်စွာဘုရားကသင့်တော်လို့ပေးတဲ့ကမ္မထငါကျင့်ရမယ်ဆိုကျင့်တာဘလောက်ကြာသွားတယ်အောင်မလို့25နှစ်ဘယ်နှစ်နှစ်လဲခင်ဗျားတို့ကိုယ့်ရဲ့အလကားကျွေးပြီးတော့ကော်စောလေးနဲ့အေယာကွန်းပန်ကာလေးနဲ့မီးချောင်းလေးနဲ့အဲ့လိုပြမယ်လေလာမကျင့်နိုင်ကြဘူးလားခရောင်းတော့လည်းမလျှောက်ခိုင်းပါဘူးဟုတ်ပြီလားအောက်မှာကော်စောလေးနဲ့ငှွေရအခင်းလေးလည်းပါတယ်အကြောင်းမှာအပေါ်ကမောင်ကြီးမီးလင်းပေးတယ်အဲ့လို့ရှိရင်ပန်ကာဖွင့်ပေးတယ်တက်တာနဲ့ပြပါတယ်လာနိုင်မလားမလာနိုင်ဘူးငြိမ့်နေတယ်ကြည်သန်းဟာလားသောနာတထေးသားတဲ့မြန်ပုံနုနေလို့တော့မသိဘူးကဲအဲ့တော့စဉ်းစားပါနောက်ဆုံးတော့ဘာဖြစ်တာလဲရဟန္တာဖြစ်မသွားဘူးလားအဲ့လောက်ဆိုခင်ဗျားတို့သက်ကောဖို့တပုံနဲ့ကမိုးချုပ်သွားလိမ့်မယ်နော်အဲ့တော့သက်ကောဆိုတာအသက်နဲ့ခန္ဓာကိုငဲ့ပြီးကျင့်ရမလားမငဲ့ပဲကျင့်ရမလားတရားကျင့်နဲ့သိချင်းသိပြီးစေနာကျင်ခံခဲ့သိလူမတအသက်ထွက်မတဖြစ်တဲ့ဝေဒနာကိုလည်းသိခံပြီးကျင့်ရမယ်လို့ဘုရားမဟောဘူးလားသိခံရင်ဘယ်ရောက်မလဲသိမခံနိုင်ရင်ဘယ်ရောက်မလဲခင်ဗျားတို့ဘာဖြစ်မလဲစဉ်းစားဖို့ဟုတ်ပြီလားသိမခံနိုင်ပါဘူးအဲ့ဒါတရားကျင့်တာကျမ်းတယ်ဆိုတာအဲ့ဒါအချောင်းသမားရဲ့သွေးဆောင်ဖျားယောင်းမှုခံရပြီသိမခံနိုင်ဘူးနော်ဝိမတဲ့လူတယောက်ကအားတက်ဖို့အတွက်အလကားရမလားဝိပြာကြီးကိုချိန်မှများစွာမလားဝိပြာကြီးကိုချိန်မှများစွာမတယ်မဟုတ်လားချိန်မှများစွာဒုက္ခခံပြီးမတော့သူ့ရဲ့အသားတွေအားတွေတက်မလာဘူးလားအခုလဲဒီလိုပဲသိခံတယ်ဆိုတာဒီလိုပဲတိုးပြီးတော့ဝိမသလိုချိန်မှများစွာသိခံရပါသည်အလကားနေရပါမလားအဲ့ဒါကြောင့်မလို့သိခံရတဲ့ကျင့်ရတဲ့အကျင့်ကိုဟဲ့နားတယ်ကြားတယ်သွားမလို့နဲ့လို့သိမခံနိုင်တဲ့အကျင့်ဆိုတော့သိမခံနိုင်တာကိုဘာခေါ်လဲဆိုတော့ဒေါသသိမခံနိုင်ပါဘူးဆိုတာဘာကြီးနေလို့လဲဒေါသကြီးနေလို့ဒေါသကြီးရင်ဘာကြီးမလဲငရဲကြီးသည်တို့ဒေါသနဲ့သိပဲသွားမလဲငရဲကြီးအဲ့တော့ဒေါသကြီးနေတယ်ဆိုတာဘာကြီးနေတာလဲငရဲကြီးနေတာရှည်ပြောင်ပြောင်အဖွဲကဘာကြီးတာလဲမသိခင်ဗျားတို့ဘုန်းနဲ့ကျုံနေရတော့ရှည်ပြောင်အဖွဲတော့ဘာကြီးတော့မသိဘူးဒေါသကြီးပြီးတော့ကြောက်တာပေါ့အဲ့တော့သက်ကောပုဂ္ဂိုလ်သဘောပေါက်မသွားဘူးလားအဲ့ဒါဘုရားဟောတာနော်ဘုရားတရားဒီလိုကြည့်ရမယ်လို့ဟောတာပြီးတာဥစုစာတဲ့ဖြောင်းဖြောင်းကြည့်ရမယ်တဲ့နံပါတ်2ဗါတဲ့လေဖြောင်းဖြောင်းကြည့်ရမယ်အခုကတနာရီတော်ပြီ2နာရီတော်ပြီတဲ့သူ့အလုပ်ကိုတော်ပြီတဲ့ဆိုဖြောင်းနေရလားမဖြောင်းဘူးနာယီကအဓိကလားတမာတိဖြစ်ဖို့အဓိကလားတမာတိပြပညာကူမှာတမာတိမရအောင်ကျင့်ရမှာပေါ့နေ့တွေညတွေကကိုယ်အလုပ်လားတနာရီ2နာရီတတ်မှတ်တာကိုယ်အလုပ်လားတမာတိရဖို့ကိုယ်အလုပ်ဆိုတမာတိမရမချင်းမထဘူးဆိုပြီးမကျင့်ရဘူးလားအဲ့လိုကျင့်တဲ့နေရာမှာဆရာပေးတဲ့ညွှန်ကြားတဲ့လမ်းကြောင်းအတိုင်းစနစ်တိုင်းစည်းကမ်းတိုင်းကိုအဲ့ဒါဖြောင်းဖြောင်းကျင့်ရမယ်တဲ့ဟာဟုတ်ပြီသဘောပေါက်ပြီနော်
သူစုစားတဲ့နံပါတ်3ဗါတယ်လေဖြောင်းမှတ်တာတော့မှအထူးကိုပဲဖြောင်းမှတ်ပါလေဗျာကဲသူစုစားဖြောင်းမှတ်တာနံပါတ်2နံပါတ်3ကသူ့ဟုစုစားအထူးကိုဖြောင်းရမယ်လေဗျာသဘောပေါက်ပြီလားအာနာပါနကမ္မဋ္ဌာန်းကျင့်မှာဆိုတော့အာနာပါနဝင်လေသည်ထွက်လေသည်အရှိတုံကြီးအနေမြန်သိပြီးတစ်ဖြောင်းနဲ့ရှူလို့ဆရာကပေးလို့ရှိရင်ကိုယ်အနေလေးမြန်လေးရက်လေးရှူလိုက်အဲ့တော့ပြင်းလိုက်ပြောလိုက်လုံးနေလို့ရှိရင်ဆရာမြင်တဲ့အတိုင်းဖြောင်းရင်လားမဖြောင်းတော့ဘူးဆရာခိုင်းတာတစ်မျိုးကိုလုတ်တာတစ်မျိုးဖြစ်ကုန်ရောဟောပြီနော်သူ့စုသာသူ့ဝါသောစတ်တာတဲ့နံပါတ်4ဗါတဲ့လေသူတော်ကောင်းဆုံးမတာကိုနားလဲလွယ်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်တဲ့နားထောင်ရမယ်ခင်ဗျားတို့သူတော်ကောင်းခဏခဏလာပြီးဆုံးမနေတာနားထောင်ရင်လားပါဘူးဟောပြီနော်မလာဘူးကြားတဲ့နားတဲ့မလာဘူးကြားတဲ့နားတဲ့မလာဘူးနဲ့တရားကြောက်ကတော့လာခေါ်တာပဲကျမကြီးတို့အဲ့တော့သူ့ဝါသောစတ်တာသူတော်ကောင်းတို့ဆုံးမမှုကိုနားလေလွယ်ရမယ်တဲ့နားလေတဲ့ဆိုတော့သူတော်ကောင်းဆုံးမတဲ့အတိုင်းလိုက်နာကျင့်သုံးနိုင်ရမယ်လို့ဆိုလိုတာမှတ်ပြီလားမုဒုနုညံ့ရမယ်တဲ့နံပါတ်5ကဘာလဲမုဒုနုညံ့ရမယ်အနတ္တိမာနိမာမရှိရဘူးနောက်တစ်ခုကငါတရားလာကျင့်တာသမရကြီးဝဉ္ကြီးချုပ်ကြီးဘိုးချုပ်ကြီးတထေးကြီးဘာကြီးညာကြီးမရှိပါသေးနဲ့ဟုတ်ပြီလားမန်ပါလာပြီးတော့တရားမကျင့်ပါနဲ့ဟုတ်ပြီနော်အနတ္တိမာနိတန်တုတ်တကောမုဒုအနတ္တိမာနိတန်တုတ်တကောစရောင်ရဲလွယ်ရခြင်းသည်လည်းအတ္တဖြစ်ရ၏ဟောတန်တုတ်တကောဆိုတာကကိုယ့်ဘာကိုနော်ရှိတယ်လို့နေရှိတယ်လို့စသိတယ်ပြင်းဝါတယ်ပြင်းအောက်ကြိုက်တယ်လို့ဒါနေဟုတ်ပြီလားအဲ့လိုရောင်ရဲလျရမယ်တန်တုတ်တကောစသူ့ဘရောစမွေးမြူလေရမယ်ငှက်ပြန်တယ်လို့ပဲတဲ့ပုံးနေခွက်တွေပလုံးနေအဲ့ဒါနောက်ဘိုးကြီးတွေကြောဘိုးကြီးတွေဘာမှမပါပါဘူးတဲ့ငှက်ပြန်တာအဖို့ပါသလားတရားကျင့်တဲ့ဘဝငှက်ကလေးပြန်တယ်လို့ပဲတဲ့ဘာမှဝန်တော့ဝန်ဖို့ဝန်သီးစလဲတွေဘာမှမရှိရဘူးတဲ့တန်တုတ်တကောစတန်တိတရိယောစဗာလဲမုဒုအနတ္တိမာနိတန်တုတ်တကောစသူပရောစအပကိသောစတဲ့နော်အမှုကိစ္စနေရမယ်ဟိုကိစ္စဒီကိစ္စဟိုကိစ္စဒီကိစ္စဖြစ်လို့ရှိရင်တရားကျင့်တဲ့နေမှာတာပါဠိပြည့်မသွားဘူးလားအခုကခင်ဗျားတို့ကအပကိစ္စတွေများတဲ့အရာမှာဘယ်လိုလုပ်တရားရမလဲကိစ္စတွေများနေတာပဲဖြစ်မှာပေါ့တမာတိများပါမလားမများဘူးဂျိုဘိနာမြေအာသာပြီပဲရမှာပေါ့ဟုတ်ပြီလားတန်တုတ်တကောသူပရောအပကိသောဆိုတန်လာဥကဝုဒ္ဓိတန်လာဥဒ္ဒဆိုတာတန်လာပေါ့ပါရမယ်တဲ့ပေါ့ပါပဲရှိရမယ်တဲ့လေးလေးပင်ပင်နဲ့နော်အဲ့ဒါဝန်တော့ဝန်ဘိုးတွေကြောင်းနေကန်နေတစောင်းနေပစ္စည်းတွေစားစရာတွေတောက်စရာတွေနော်ဟိုဟာလောက်စရာတွေအဲ့ဒီကိစ္စတွေမရှိရဘူးပေါ့ပြားသောဝန်ရှိရမယ်တန်တိတရိယောစငြိမ်သက်ရမယ်တန်တိတရိယောစတောင်းလည်းတန်တိရောနိပကောစဆိုတာတရားကျင့်တဲ့ယောဂီအတွက်လိုအပ်တဲ့တရားကျင့်စဉ်နီလန်းတွေကိုပညာတွေကိုလည်းရှိရမယ်တဲ့ဘာမှညာမှမသိဘဲနဲ့သွားကျင့်လို့ရပါမလားမရဘူးတဲ့အဲ့ဒီမှာတန်တော့နိပကောစအပကဘကုလေသွားဆိုတာကရွှေတွေမျိုးတွေနဲ့မဆက်ဆံနဲ့တဲ့ကဲခင်ဗျားတို့ကရွှေမျိုးအရာတွေကထွက်ကြသလားရွှေမျိုးထဲမှာနေကြရွှေမျိုးထဲနေတဲ့ဘက်ကကိစ္စတွေအမျိုးမျိုးပေါ်မှာပေါ့ပြဿနာတွေအမျိုးမျိုးတာမှာပေါ့ဟုတ်ပြီလားတောကမိတွေဒုက္ခတွေအများကြီးပြောမျိုးပေါ်မလာဘူးလားအဲ့ဒီနေရာမှာငြိမ်းချမ်းတဲ့တရားရှာလို့ရပါမလားမရဘူးအဲ့ဒါကိုခင်ဗျားတို့သိရမယ်ငါတို့သိပြဿနာပေါ်အရှုပ်ပေါ်ဒုက္ခပေါ်အဲ့လိုပေါ်တဲ့အရာမှာမျောပြီးတော့နေကြပါလားဖျားပွင့်တော့လေဖျားကြောပြီးဖျားဆုံးမကိုကြောပြီးတော့အာဝံကာမဂုဏ်ထဲမှာနစ်ပြီးတော့အာဝံကာမဂုဏ်တော်ကြီးထဲမှာပျော်နေကြပါလားကိုစမ်းစစ်ငါ့ကိုငါသတိပေးသေသွားပြီးဟိုဘက်ငါဘာမှလုပ်လို့မရတော့ဘူးနတ်ပြည်မှာပိဋကသုံးပုံရှိသလားကမ္မဋ္ဌာန်းပြဆရာရှိသလားဟောဘယ်နဲ့လုပ်မလဲစဉ်းစားနော်ဓမ္မပြည်20မှာရှိသလားငရေကြီးရှိတာဆိုဝေးရောပေါ့လူပြည်တိုင်းမှာလူပုံတိုင်းမှာရှိရလားထေရဝါဒနိုင်ငံမှာပဲရှိပါသည်ဟုတ်ပြီနော်ထေရဝါဒနိုင်ငံမှာပဲရှိတယ်အခြားဗြဟ္မဗုဒ္ဓဘာသာဆိုပြီးနဲ့အယူလွဲနေတာကြည့်ခင်ဗျားတို့တော့ကြုတ်ပြောအောင်တော့မပြောဝင်ဘူးနော်ကြည်လွန်းတာအဲ့ဒီတခုတော့ဗျာနဲ့ရှိမျက်နှာနောက်ထားပြီးတော့ခင်ဗျားတို့တခုတော့နားထောင်လိုက်နော်ဗြဟ္မဗုဒ္ဓဘာသာအယူလွဲနေတာဖယားရှိမှကာမဂုဏ်ပြုတယ်တဲ့နော်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့မြတ်သောသားမွေးခြင်းလို့တဲ့ကဲကြည်တော့ကြည်လို့ဗုဒ္ဓဘာသာမှာလွဲမနေဘူးလားလွဲနေတယ်မဟာယာနမှာအများကြီးကျန်သေးတယ်ဟုတ်ပြီလားအဲ့ဒါကြောင့်မလို့တော်တော်ကြောက်စရာကောင်းတာဒါခင်ဗျားတို့ဗျာဘုသူရတော့နားလိုက်ပေါ့ဟုတ်လားနောက်ဆုံးအယုတ်ဆုံးပြောရလဲဖယားနဲ့ကာမဂုဏ်ပြုတယ်တဲ့ကဲသူတို့ဘာသာတွေမှာဗုဒ္ဓဘာသာတော့ဗုဒ္ဓဘာသာပဲနော်
အယူတွေလွဲတာတော်တော်လွဲမသွားဘူးလားအဲ့ဒါဘာဖြစ်လဲဆိုတော့မြတ်သောသတိသားရခြင်းလို့တဲ့ဖះဥတော်ကြီးညိုတာပဲသားကောင်းတော့လိုချင်တာပဲလွဲမသွားဘူးလားအေးအဲ့ဒါမှမဟာယာနတွေအများကြီးရှိသေးတယ်ဂိုင်းခွဲတွေအများကြီးထေရဝါဒ9နိုင်ငံမှာခင်ဗျားတို့လူလာဖြစ်တာအဲ့ဒီမှာမှရွှေပြောင်ပြောင်ရောက်လာတာအံ့ဩရောတကယ်အံ့ဩပါတယ်ဒါအကျုပ်ကတော့ဒါအမှန်ပဲရောက်လျာရခင်ဗျားတို့အကြောင်းမပါဘဲနဲ့ကျုပ်မပြီးဘူးစကားပြောနေညာဟုတ်တယ်ဘာဖြစ်လဲဆိုတော့အဘိဓမ္မာဘွဲဆိုတာကနေတိုင်းကျင်းပလို့လူတွေနေတိုင်းလာနိုင်နေမှာမလားလာမနာနိုင်ဘူးကျင်းပတဲ့ပုဂ္ဂိုလ်ကလည်းမကျင်းပနိုင်ဘူးနော်ပေါ်လည်းမဖြစ်နိုင်ဘူးအခုလိုပိဋကကြီးတရားလာနိုင်ဖို့ဆိုတာမြို့တိုင်းမှာမရနိုင်ဘူးဟုတ်ပြီလားမအားဘူးနဲ့နေကြတာအဲ့လိုဖြစ်ကြတာအေးအဲ့တော့တရားဓမ္မတွေအခုအမှုကိစ္စနေရမယ်ရွှေနဲ့မျိုးနဲ့ဝေးရမယ်နောက်ဆုံးတစ်ခုဦးဇင်းလေးနဲ့ပြောချင်ပါတယ်မြတ်စွာဘုရားဟောခဲ့တာအဲ့တော့ယေနဝိအပကိသောတဏှာကတဏိနိဘကောဇအပကဘောကုလိသောနာနုကေသောနာသခောက်တာမာစရိကေစီယေနဝိယပတိဥပဝရေယုံဆိုတဲ့ပုတ်ကလေးဟာမြတ်စွာဘုရားကိုကြုတ်ချီးမွမ်းလို့မကုန်ဘူးနော်ယောဂီတို့သေသေးချာမှတ်လိုက်စမ်းအရိယသူတော်ကောင်းပညာရှိတို့ကဲ့ရဲ့ဖွယ်ရာဖြစ်တဲ့သေးသေးပုံလေးဆိုတဲ့အပြစ်ကလေးတောင်မလုပ်ပါနဲ့တဲ့ဟောဘယ်နဲ့လဲမြတ်စွာဘုရားမှာပြီနော်ဟုတ်ပြီနော်ပညာရှိသူတော်ကောင်းတို့ကဲ့ရဲ့ဖွယ်ဖြစ်တဲ့အပြစ်ဆိုတာသေးသေးလေးတောင်မလုပ်ပါနဲ့ဆိုတော့ခမည်းတော်အကြီးကြီးတွေလုပ်နေကြတယ်ဟုတ်ပြီနော်သေးသေးမုံလေးတရားကျင့်နဲ့နည်းနည်းလေးဆန့်လိုက်မယ်နည်းနည်းလေးတက်တာအောင်အနေသာအောင်အနေချောင်းအောင်လုပ်လိုက်မယ်ဆိုတော့သေးသေးမုံလေးတောင်မှမလုပ်နဲ့ဆိုတော့ခမည်းတော်အာအောင်ကာမဂုဏ်မှာကြီးမားဒုနဲ့ဒဲနဲ့မှားမနေကြဘူးလားအဲ့ဒါကိုတရားဓမ္မတွေလေးနက်စဉ်းစားလိုက်ပါမြတ်စွာဘုရားကမုံသေးသေးအပြစ်ကလေးတောင်မလုပ်ရအောင်အဲ့ဒါကိုပင်အလွန်နော်အန္တရာယ်ကြီးပါတယ်လို့ပြောထားပါလဲငါတို့ကတော့ဒုတဲ့ကြီးမားစွာနဲ့အပြစ်ထဲမှာနစ်မြုပ်နေရင်ငါတို့တွေဒီလိုနေလို့မသိတော့ပါလားသားကြုံမယားကြုံအများကြုံအတွက်နေတိုင်းနော်နေလားငါလားမြတ်ဟောတဲ့ရုံးကန်နေရပြီးတော့မိမိသေးဘေးနဲ့တန်ត្រာဘေးအတွက်တစ်ချိန်တစ်နာရီနှစ်နာရီအဋိဋ္ဌံကိုယ့်ရဲ့စကားတစ်ခါတလေတောင်မှငါမလုံနိုင်တော့ပါလားအပြစ်တွေကြီးမားစွာကျူးလွန်နေပါရောလားမြတ်စွာဘုရားမကြိုက်တဲ့အပြစ်တွေကိုမိုးလင်းမိုးချုပ်နှစ်နဲ့လနဲ့ခြီးပြီးတော့ငါကျူးလွန်နေပါလားမြတ်စွာဘုရားကတော့သေးသေးမုံအပြစ်ကလေးတောင်မှမလုပ်ပါနဲ့ဆိုတော့အခုတော့လောဘဒေါသမောဟမာနဆိုတာအာဟုသောအတုံးလိုက်တိလက်ကြီးတက်မနေဘူးလားအဲ့တော့အတုံးလိုက်တိလက်ကြီးအပြစ်ကြီးလုပ်တယ်ဆိုဘုရားကြောပေးရပုံမှန်ရမကြဘူးလားမြတ်စွာဘုရားစကားနားထောင်သေးရဲ့လားဩငါမြတ်စွာဘုရားစကားနားမထောင်တဲ့ပုဂ္ဂိုလ်ဖြစ်နေပါလားတေးသေးချာချာမေးဟုတ်ပြီလားငါဘုရားဆုံးမတာကိုဘုရားကတရားမှုကြီးရွာနေတာငါခွက်မောက်ထားတဲ့ပုဂ္ဂိုလ်ပါလားခွက်မောက်တော့ခွက်ကဘယ်ဘက်ကိုမျက်နှာပြုသွားလဲအထက်ဘက်ပြုသွားလားအောက်ဘက်ပြုသွားလားအမေခမည်းတော်ကအနုနည်းနဲ့ပြောတာခွက်မောက်တဲ့ပုဂ္ဂိုလ်ဆိုတာဘယ်ကိုကြည့်နေရလဲအပယ်လေးပါးကြည့်နေတဲ့ပုဂ္ဂိုလ်တွေဟုတ်ပြီလားဟုတ်ပြီလားနောက်ခွက်မောက်ထားအောင်မလားအဲ့လိုဆိုရင်အချိန်ရှိသေးတယ်ဟုတ်ပြီနော်ဥစဉ်တော့အကြံဉာဏ်တစ်ခုတော့ပေးပါမယ်ခင်ဗျားတို့ဘောဘကလူကြီးတွေနဲ့တကွာပိဋကကြီးတွေဥစဉ်ကအလုသမားနော်ဥစဉ်ကအလုသမားတဲ့ပြောရမယ်ဆိုရင်ခင်ဗျားတို့မှတ်ထားဥစဉ်နဲ့ကိုယ့်ရဲ့စကားမကျင့်ဘူးဆိုတဲ့ပုဂ္ဂိုလ်ဒီတစ်ချိန်လောက်မှမဝင်ရသေးတဲ့ပုဂ္ဂိုလ်ဒီဘဝမှာတန်ဖိုးမရှိဘူးအဲ့ဒါကိုမှတ်ထားဟုတ်ပြီလားဥစဉ်နဲ့ကိုယ့်ရဲ့စကားတစ်ချိန်လောက်မှမကျင့်တဲ့ပုဂ္ဂိုလ်ဒီဘဝမှာတန်ဖိုးမဲ့တဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်ဟုတ်ပြီလားဥစဉ်နဲ့တစ်ချိန်လာကျင့်ပြီးလို့ရှိရင်ခင်ဗျားတို့ကိုယ့်ဘာကိုသိပါလိမ့်မယ်ဟုတ်ပြီလားဘာလဲဘယ်သဘောလဲဘာလဲဆိုတာသိကြရင်လာကျင့်ကြည့်ဥစဉ်ကခင်ဗျားတို့ရဲ့သေခြင်းဆင်းရဲသေတဲ့အခါမရှုမလမျက်နှာငယ်လေးနဲ့အာကုန်မရတဲ့မျက်နှာငယ်မျိုးနဲ့မသေးရအောင်ဟုတ်ပြီလားသေတဲ့အခါမှာသေရတော့မယ်ဆိုတဲ့ယောဂဖြစ်လာရင်စိတ်တရားဆောက်တရားမရဖြစ်မလာဘူးလားအသေးတုံနှလုံးတုံရင်ခုန်တဲ့စိတ်တွေဖြစ်မလာရအောင်ယောဂဝေဒနာဘလောက်ပဲရက်ဆက်ခင်ဗျားတို့ပြုံးလေးနဲ့နေနိုင်ရအောင်ဟုတ်ပြီလားသေပြီးတဲ့အခါကျတော့လည်းမကောင်းတဲ့နမိတ်တွေမရရအောင်ဥစဉ်ပေးနိုင်သည်ဟုတ်ပြီလားအာမခံတယ်ဥစဉ်ဒီမှာမဟုတ်ဘူးဥစဉ်မန္တလေးရန်ကုန်ဆိုတာပေါ့တော့မန္တလေးဆိုရင်ဥစဉ်တရားဟုတ်ဆိုသံဃာတွေတပုံကြီးပဲနာကြတယ်ဘာဖြစ်လို့ဆိုဟိုးရင်တော့သင်းခဲနဲ့ပေါက်ခံရတာသင်းဆရာတော်ကြီးကအခုလဲသာမတပေပဒလာပြန်ပြီလားနောက်တစ်ကောင်ဆိုပြီးလာကြတာငြိမ်းညာပဲ
ပြီးလဲပြီးတော့တရားစခန်းပဲတော့လဲလာမေးတယ်ဦးစင်းကိုပြောစရာမရှိဘူးဟုတ်ပြီလားအခုတရားပွဲမန္တလေးမြို့ထဲမှာတကယ်နေရာတွေမှာ၅ဘောရှိသွားပြီလောက်တာတန်ဃာတွေအများကြီးနာကြတယ်အခုချိန်ဒီဦးစင်းကိုတလုံးအပြစ်ပြောစရာမရှိဘူးဘာဖြစ်လို့ဆိုဦးစင်းကတဲ့တယ်ပြောတာဦးစင်းပေါ့အောင်ကျင်ထားတာကိုအရိယသူတော်ကောင်းတို့သိရမြတ်တဲ့ယုံနံပရမတ်ကိုပိုင်းခြားမြင်ထားတာသင်္นานတက်ပြီးတော့ပြတာမဟုတ်ဘူးနော်အဟောနဲ့ဘောနဲ့ပြတာမဟုတ်စာဖတ်ပြီးပြတာမဟုတ်နော်နာပြီးပြတာမဟုတ်သင်္นานတက်ပြီးပြတာမဟုတ်ကိုယ်တိုင်ပေါင်းပြောင်းအောင်ကျင့်ပြီးမှခင်ဗျားတို့ပြအဲ့တော့ကြောင့်ဦးဇင်းကအာမခံတယ်မျိုးတွေမှာတရားဟောလို့ရှိရင်ခင်ဗျားတို့အသေးတောင်ပြပါမယ်ဟုတ်ပါမလားစာချုပ်တာလာခဲ့ဦးဇင်းအဲ့လိုပြောတာနော်အလကားကျွေးပြီးအလကားပေးမယ်အရှင်ပြအာမခံမလားဆိုလာစာချုပ်ထားလိုက်အဲ့လိုဦးဇင်းဟောတာနော်အဲ့ဒါမို့ခင်ဗျားတို့လည်းဒါဦးဇင်းကတကြိမ်ကိုယ့်ရဲ့စကားလာမကျင့်နိုင်လို့ရှိရင်မှတ်ထားလိုက်ပါငါဒီဘဝမှာတန်ဖိုးမဲ့တဲ့ပုဂ္ဂိုလ်အာကိုမဲ့တဲ့ပုဂ္ဂိုလ်နောင်ဘဝမှာမကောင်းရသွားမဲ့ပုဂ္ဂိုလ်တွေမှာငါပါနေပြီသင်းဆရာတော်နဲ့ဒါဦးဇင်းကမဲဆွဲဖို့ကိုယ်ွယ်ဖို့မပါဘူးနော်ဦးဇင်းအဲ့ဒါတွေဝါသနာမရှိဘူးနော်ကတုံးကြီးနဲ့ဘုန်းကြီးတို့မဲဆွဲတာတွေစီယုံတာတွေသူတော်ကောင်းအလုပ်သူတော်ကောင်းစိတ်မဟုတ်တာဦးဇင်းလုံးဝမထားဘူးနော်အဲ့တော့ကိုယ့်ရဲ့စကားလာကျင့်တဲ့ခါကျတော့ခင်ဗျားတို့ထင်တာတွေအကုန်လွဲကုန်လိမ့်မယ်ကဲနမူနာပြောကြအောင်အကယ်၍လူတယောက်ကအမျိုးသမီးတယောက်ကကလေးမွေးပြီဆိုတော့မမွေးနိုင်တော့ဈေးုံတက်ပြီးတော့ဘိုက်ခွဲမွေးရမယ်တဲ့ဘိုက်ခွဲနေတဲ့အချိန်မှာမေသေးပေးထားပြီမေသေးပေးပြီးဘိုက်ခွဲတဲ့ခါကျတော့ဘိုက်ကိုတထွာလောက်ကလေးတစ်ကောင်လုံးထိုးလို့ရအောင်ခွဲတာအမလေးလို့ထားအောင်သလားဘာဖြစ်လို့လဲမေသေးပြီးတော့ဆင်းရဲသလားစိတ်ရှိတယ်နော်စိတ်ရှိတယ်ဒါပေမဲ့ယုတ်ကြီးကိုတထွာလောက်ခွဲလိုက်တာဆင်းရဲတယ်လို့ရှိသလားဒါဖြင့်ဗမာရှိတာလေစိတ်ကဒုက္ခအာယုံကိုမဆက်ဆံရင်ဆင်းရဲသလားမိတွေတောင်းနေတယ်ခင်ဗျားတို့သွားမကရင်ပူပါမလားမိရတော့သဘာဝအတိုင်းလောင်ကျွမ်းမနေဘူးလားလောင်ကျွမ်းတဲ့မိမှာဆင်းရဲချမ်းသာဆိုတာရှိသလားမရှိဘူးသူသဘောသူဆောင်တာပဲရှိတယ်အဲ့တော့ကိုကသွားကင်လို့ရှိရင်ကင်တဲ့လူမှာဒုက္ခမရဘူးလားဒါမိကြောင့်လားကိုသွားကင်လို့လားအခုလည်းဒီလိုပဲအောက်ကဓာတ်လေးပါးဓာကြီးခွဲတာကဆင်းရဲတာလည်းမရှိဘူးချမ်းသာတာလည်းမရှိဘူးဟုတ်ပြီလားအဲ့ဒီဒုက္ခအာယုန်ကြီးကိုစိတ်ကသွားပြီးတွေးထိဆက်ဆံလိုက်မယ်ဆိုရင်ဆင်းရဲမှုမရဘူးလားရတာကယုံမှရသွားတယ်လားစိတ်မှရသွားတယ်လားဒါဆင်းရဲတယ်ဆိုတာစိတ်မှလားယုံမှလားဟောအဲ့တော့ခင်ဗျားတို့ကယုံမှဆိုသွားဆွဲတော့တာမှားမနေဘူးလားအောက်ကကြိုက်တာခဲတာထုံတာကျင်တာကြောင့်ဆင်းရဲတယ်မခံနိုင်ဘူးဆိုပြီးကြောက်ပြီးသိမ်းမလာကြဘူးမဟုတ်ဘူးလားအဲ့တော့ဆင်းရဲတယ်ဆိုတာကြိုက်တဲ့ခဲတဲ့နေရာမှာလားစိတ်မှလားအဲ့ဒီစိတ်ကိုအကယ်၍တရားထိုင်နေရင်ဝေဒနာတွေပြင်းထန်စွာတက်တဲ့ချိန်မှာဦးဇင်းကမေသေးပြီးထားလိုက်မယ်ဗျာမိစားနဲ့ထူးမယ်ဗျာဆင်းရဲသေးလားဒါဖြင့်ဆင်းရဲတယ်ဆိုတာဘာမှလဲစိတ်မှဆင်းရဲတာကိုစိတ်မှချမ်းသာအောင်မပြုတ်ပြင်မဲနဲ့ယုတ်ကြီးကိုသွားပြုတ်ပြင်တယ်ဆိုတာမှန်မှမလားအဲ့တော့ယုတ်ကြီးမှဆင်းရဲတာမရှိတာကိုယုတ်မှဆင်းရဲပါတယ်လို့ညင်နေတာအမြင်မှားလားအမြင်မှန်လားအမြင်မှားပုဂ္ဂိုလ်တွေကပြောတော့ငကိုတွေကပုရုဇဉ်အမြင်မမှားနဲ့တဲ့ပုရုဇဉ်ကအမြင်မှားနဲ့မကြည့်နိုင်တော့ဟုတ်တာပေါ့ကြားတယ်နားတယ်မခံနိုင်ဘူးဘယ်ဖြစ်ပါမလဲကြောက်တယ်နားတယ်လည်းအမြင်မှားပြီးပြောမလားဘူးလားအဲ့တော့တရားဓမ္မတွေပုရုဇဉ်ကိုပုရုဇဉ်ကပြောတော့ပုရုဇဉ်ပဲဖြစ်မှာပေါ့အရိယာကပြောတော့အရိယာဖြစ်မှာပေါ့အရိယာကသူတော်ကောင်းများယုံမှဆင်းရဲချမ်းသာမရှိစိတ်မှာအဲ့ဒီစိတ်ကိုသိသိထားလိုက်မယ်ဆိုလို့ရှိရင်ကမ္မထံအာယုံတစ်ခုမှသိသိထားလိုက်မယ်ဆိုဒီစိတ်ဒီဒုက္ခကိုသွားဆက်ဆံသေးလား10 နာရီထိုင်တော့လဲဒုက္ခကိုမဆက်ဆံဘူးဆိုရင်ဆင်းရဲတဲ့ချမ်းသာတွေဆိုတာကြားတယ်နားတယ်ရှိသေးလားအဲ့လိုဆိုစိတ်ကိုဒုက္ခနဲ့မဆက်ဆံမနဲ့ဒုက္ခလွတ်တဲ့အာနာပါနကမ္မထံလေးမှာလုံးချုံအိန္ဒြိယတံဝရသီလနဲ့စောင့်ထိန်းထားလိုက်မယ်ဆိုရင်အဲ့ဒီစိတ်ကလေးကဒုက္ခပီတိဒုက္ခဆိုပြီးချမ်းသာမနေဘူးလားခုနကတော့မွေကြိုက်တဲ့မထေမွေစိတ်ကအမတန်ပြင်းတာပဲဒါပေမဲ့သူ့ရဲ့စိတ်ကဓမ္မအောင်ဆိုတဲ့ကိလေသာငြိမ်းရအာယုံမှာစိတ်ကလေးကိုဆက်ဆံတော့ပီတိဒုက္ခဆိုပြီးချမ်းသာမနေဘူးလားစိတ်ကလေးအပေါ်မှာချမ်းသာနေတယ်အောက်ကမွေစိတ်ကတက်နေတယ်မွေစိတ်ကတက်နေတဲ့မထေမှာမွေစိတ်တက်လို့ပြင်းထန်တဲ့ပူတဲ့လောင်တဲ့ဆင်းရဲတယ်ဆိုတာရှိသလားအဲ့လိုဆိုရင်ဆင်းရဲချမ်းသာဆုံးပြရမှာစိတ်မှာဆုံးပြရမယ်စိတ်ကိုဆင်းရဲတဲ့အာရုံနဲ့မပေါင်းဘဲနဲ့ဆင်းရဲမှုချုပ်တဲ့အာရုံနဲ့ပေါင်းပြီးတော့သီလဆိုတဲ့အိန္ဒြိယတံဝရသီလနဲ့စောင့်ထိန်ထားမယ်ဆိုလို့ရှိရင်ဒီစိတ်ကလေးကဘယ်ပြေဦးမလဲပြေးရရှိသေးလားမပြေးတော့တဏှာထဲမှာပီတိဒုက္ခဆိုငြိမ်းချမ်းပြီးမသေးဘူးလားအဲ့ဒီလိုလားလေ့ကျင့်လို့တတ်မယ်ဆိုရင်သေတဲ့ကဒီစိတ်ကလေးကဘယ်မှမပြေးပဲနဲ့
တောကပရိဒီဝါမိသားအကြောင်းတွေးတောကသမီးကြောင့်တွေးတောကသိရတော့မယ်အကြောင်းတွေးတောကပစ္စည်းတွေအကြောင်းတော့တွေးတောကအဲ့ဒီစိတ်ကလေးကလုံုံတဲ့နေရာမှာထိမ့်ပြီးတော့ထိုင်ပီတိဒုက္ခဖြစ်နေတော့ဒေါမနတတောကအာယုန်နဲ့မဆက်ဆံတော့စိတ်မှာဆင်းရဲသေးလားအဲ့ဒါကိုခမရတော့မသေးခင်ကြိုတင်မလုပ်ဘဲနဲ့ဒီတိုင်းကြီးနေမယ်ဆိုရင်သိရင်ဒီတိုင်းကြီးသိရတော့မှာဟုတ်ပြီလားအမလေးနဲ့អော်သိရတော့မှာအဲ့တော့မေတ္တာသုတ်လာအချက်15ချက်ကမြတ်စွာဘုရားတရားကျင့်တဲ့ပုဂ္ဂိုလ်တွေအတွက်တရားရနိုင်ရန်အတွက်ညွှန်ကြားထားတဲ့စီကံချက်15ချက်အဲ့ဒီ15ချက်ထဲမှာခမရတို့ဘယ်နှချက်ပါသလဲကဲမဖြေနိုင်ဘူးဟုတ်ပြီလားဖယားအာနာဖို့ကောင်းတယ်ဟုတ်ပြီနော်အဲ့တော့တရားဓမ္မတွေလောက်တော့တော်တော့ပါပြီနော်သိရင်သွားကျင့်တာကြောက်เสียကောင်းသလားဘုန်းကြီးကမလုံးမရှင်းနဲ့နေခိုင်းတာကဘာလုပ်ခိုင်းတာလဲဒုက္ခဝေဒနာတနေ့သိတဲ့အခါပေါ်တဲ့အခါမှာစိတ်ကလေးကဒုက္ခဝေဒနာသွားဆက်ဆံမဲ့စိတ်ကလေးကိုမဆက်ဆံအောင်သိသိတတ်အောင်လို့သင်ပေးတာဟုတ်ပြီလားကိုကမသိသိနိုင်တော့ဝေဒနာသွားပေါင်းပြီးမဆင်းရဘူးလားသိသိတတ်ပြီးတော့လေ့ကျင့်ပေးလိုက်တော့လေ့ကျင့်မှများတော့တိုင်းသမားလို့တတ်သွားတယ်ရန်သူဘလောက်ရသူခံရသေးလားအခုလဲဒီလိုပဲလေ့ကျင့်မှုလုပ်ရတဲ့ကြိုတင်သိသိမှုလုပ်ရတဲ့ပုဂ္ဂိုလ်သည်မိဘေးရှောင်မလောင်ခင်တာဆိုတဲ့ကဲ့သို့တနေ့သေရမဲ့သေပွဲမှာဘလောက်ပဲသေအောင်တတ်တာဒီစိတ်ကလေးဒီကိုနိုင်နေအောင်သိသိပြီးတော့ကိလေသာနဲ့တဏှာကိုတတ်လိုက်မယ်ဆိုရင်ဟုတ်ပြီလားငြိမ်းချမ်းပြီးတရားတဲ့အတွက်ကြောင့်ငြိမ်းချမ်းတဲ့ဘဝရောက်မှာသိကြပါသည်ဟုတ်ပြီလားရှေ့ဘဝလည်းမြတ်တဲ့ဘဝရောက်ချင်ရင်သေတဲ့အခါလည်းမပင်မဆင်းရဲပဲနဲ့သေခြင်းရင်သိရင်ကိုလာခဲ့ဟုတ်ပြီလားအလကားပြုပြီးအလကားပြီးမယ်ဟုတ်ပြီနော်ဒီနေ့အဘိဓမ္မာလူရှင်များနဲ့တကွာကြောက်ရတရားနာကြတဲ့အပရိသဘောင်သူတော်ကောင်းတို့ဟာဓမ္မနောက်ကပဲပြန်လဲချင်းမြင့်ဟောကြားတဲ့ဟလားအရိယာတို့သူတော်ဝိပဿနာကျင့်ရရင်လိုက်နာရမယ်စီကံချက်တရားဟောကြားတဲ့တရားနာကြတဲ့တကွာနေတဲ့ကြောင့်တရားကျင့်ကြတရားနာကြတရားဟောတော်ကြတဲ့ပုဂ္ဂိုလ်ပေါင်းသူတော်ကောင်းတို့ဒီတဘဝတဲ့နဲ့အရိယာသူတော်ကောင်းတို့ရဲ့အဆုံးအမကိုနာခံနိုင်ပြီးလင်မိမိရဲ့စိတ်ကိုမိမိဆုံးမလျက်ကိုယ့်ကိုယ်သတိပေးလျက်ကိုယ့်ကိုနှိုးဆော်လျက်မတရားဖို့တရားကျင့်ကြံနိုင်တဲ့စိတ်တွေမွေးဖွားနိုင်ပြီးလင်အာသင်္ကရတနိဗ္ဗာန်ရွှေပြည်မြတ်သို့ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ရပါစေကုန်သတည်း